အားလုံးမင်္ဂလာပါခင်ဗျာ။ခေါင်းထဲမျိုးကစာပေရှိသူများပြည်သက်အားလုံးကိုရှင်းတော့ထိုင်နေတဲ့ကျွန်တော်ရဲ့ငယ်ဆရာဖြစ်တဲ့အဝကဦးဝမ်းကျော်ကျွန်တော်ပထမဆုံးရေးခဲ့တဲ့1963မှာပါရဘူးရဲ့ဝိထုတို့ရဲ့နာမည်လည်းအဝကဦးဝမ်းကျော်ပါပဲ။ဆရာကြည့်ပြီးရေးတာ။အဲ့တော့ဆရာကိုအမှုထားပြီးတော့ကျွန်တော်တို့ဝန်ထမ်းမျိုးတွေကစာပေစာနယ်အပေါ်ဝင်နေနောက်ပြီးမှသက်ဆိုင်ရာတောင်းရှိပုံပုံများပြောတာကျွန်တော်တို့ဒီပွဲကြီးကိုတော့ခန်းခန်းနာနာဘောဒီမှာရောတကားမှမမြင်ဘူးကျွန်တော်ကြားရမှာဖက်ပြီးကြွားတယ်ကျွန်တော်ဩစတြေးလျမှာ၄နှစ်နေပါဒီနေ့ဒီကို10လောက်လိုတဲ့အချိန်ကျွန်တော်နေခဲ့ဘူးပါတယ်ပြီးတော့မှဒီပြည်နိုင်ငံတွေကိုလည်းကျွန်တော်ရောက်ခဲ့ဘူးပါတယ်အစိုးရတာဝန်တွေရောစာရေးဆရာအဖြစ်စာတမ်းဖတ်ပွဲတွေရောကျွန်တော်ရောက်ခဲ့ဘူးပါတယ်အဲ့ဒီခါမှာကျွန်တော်ခုလို book fair ပေါ့စာအုပ်ပွဲတော်ဈေးပွဲတော်လုပ်တာအခုလိုစာရေးဆရာများအတွက်စာပေဟောပြောပွဲကိုဒီလောက်ကြီးကြီးကျယ်ကျယ်ကြီးလုပ်တာကျွန်တော်မကြုံဘူးပါဘူးတယ်လီဗီရှင်းမှာလည်းမတွေ့ဘူးပါဘူးအဲ့ဒါကြောင့်ကျွန်တော်မော်ဒယ်မျိုးတကယ်အလေးပြုပါတယ်ကျွန်တော်တို့စာရေးဆရာများဘက်ကလည်းပဲတကယ်ကိုဒါဟာကျွန်တော်တို့ဂုံပြူတာပဲဆိုပြီးတော့ကျွန်တော်တို့ကြည်နူးပါတယ်အဲ့လိုကြည်နူးတဲ့ခါမှာကျွန်တော်ဆိုရင်အသက်10နှစ်လောက်တည်းကစပြီးတော့ကြပြားလေးတွေဖတ်တယ်ကြပြားရေးဖို့ကြိုးစားတယ်15နှစ်လောက်မှဝတ္ထုတွေရေးတယ်စာဆောင်တွေကိုပို့တယ်ပို့ပြီးတော့မှ16နှစ်လောက်ကြာတော့မှဝတ္ထုတစ်ပုဒ်လောက်စပါတယ်ဆိုတော့အခုကျွန်တော်အသက်နဲ့ဆိုရင်စာပေသက်ကတော်တော်ကြာခဲ့ပြီ1960ရာနေတွက်မယ်ဆိုရင်တော့မှပဲကျွန်တော်စာပေသက်က90ဖြစ်ခဲ့ပြီအဲ့တော့အဲ့လောက်ကြာတဲ့ကာလတစ်လျှောက်မှာကျွန်တော်တို့တွေကဖတ်ခဲ့ကြရတယ်တွေးခဲ့ကြရတယ်ရေးခဲ့ကြရတယ်မှားနေတာတွေတွေ့ရင်မှန်တာပြန်ရေးပြီးတော့ချစ်လိုက်ဖြက်လိုက်ပြင်လိုက်ပြန်ကူးလိုက်ပို့လိုက်နဲ့စူးစမ်းခဲ့တာဟာအခုလိုနေမျိုးရောက်တဲ့အခါကျတော့ကြည်မင်းဆိုတဲ့နာမည်တစ်လုံးကျော်စောမင်းဆိုတဲ့နာမည်တစ်လုံးအဲ့ဒါလို့ဂုံပြူခံရတာပါလားဆိုပြီးတော့ကျွန်တော်ကအရန်ကိုကြည်နူးပါတယ်ခင်ဗျာအဲ့ဒီအတွက်လည်းပဲကျွန်တော်မော်လမြိုင်မြို့ကိုကျွန်တော်အရန်ကျေးဇူးတင်ပါတယ်အထူးသဖြင့်ဆရာဦးဝင်းချိုတို့ဆရာဦးကျော်ကျော်တို့အစရှိသဖြင့်ဥဆောင်ကြတဲ့ပုဂ္ဂိုလ်တွေရဲ့ကျေးဇူးဟာမော်လမြိုင်မြို့ပေါ်မှာလည်းအမှန်တန်ကြီးပါတယ်စာပေလောကအတွက်လည်းအမှန်တန်ကြီးပါတယ်အထူးသဖြင့်ကျွန်တော်ပြောချင်တာကျွန်တော်တို့1960ပတ်ဝန်းကျင်စာရေးဖို့ကြိုးစားတဲ့ကာလမှာဒီရေယိုချိုတေးတန်တို့တောတရှင်တို့ဆိုတဲ့ကြပြာကဏ္ဍတွေကိုကြည့်လိုက်ရင်မော်လမြိုင်ကအများကြီးပါမွန်ပြည်နယ်ကအများကြီးပါဥပမာရွှေမြိုင်ပြုံးလဲမော်ရွှေမြိုင်မောင်ဖူးဝါမူတုံသူမွန်ချောင်းစုံချစ်နွယ်ဟိုချောင်းစုံဦးုံတွင်တို့ကတော့ကျွန်တော်တို့ကြည်ပါတယ်အဲ့ဒါလို့တကယ်အင်းနဲ့အားနဲ့ဖူးပွင့်ခဲ့တဲ့အားကောင်းခဲ့တဲ့တန်လွင်မြေကဘာကကြပြာရှင်များအခုဘယ်ရောက်နေကြပါသလဲကျွန်တော်အဲ့ဒါကိုကျွန်တော်နေရာတကာပြောပါတယ်ဘာကြောင့်လဲဆိုတော့စာပေမျိုးဆက်တစ်ဆက်ခါပျောက်သွားလို့မရဘူးအဲ့လိုမရတဲ့အခါမှာတော့အားကောင်းစွာနဲ့ဗမာပြည်စာပေလောကမှာနာမည်တစ်လုံးနဲ့နေလို့ရခဲ့တဲ့မော်လမြိုင်မြို့ကစာပေမျိုးစစ်ဘာဖြစ်လို့ခန်းသွားတာလဲဒါမှမဟုတ်လည်းပဲရေးရသားနဲ့မပါတာလားရန်ကုန်ကလူတွေပဲရေးလို့ပါနေတဲ့ခေတ်ကြီးဖြစ်နေတာလားကျွန်တော်အဲ့ဒါတွေကိုစဉ်းစားကြည့်ပါတယ်ဒါပေမဲ့အခုလောလောဆယ်တော့အဲ့ဒါတွေမစဉ်းစားသေးခင်တခုကျွန်တော်ပြောကြပါစို့ကျွန်တော်ကခုနဖတ်ကြားပြသတဲ့ကျွန်တော်ရဲ့ biography အရဆိုရင်ကျွန်တော်ဟာနိုင်ငံခြားမှာဘွဲ့လွန်ဒီဂရီတွေရခဲ့တယ်ရာထူးစင်းစင်းတက်ပြီးတော့ဗမောခအနေဒုတိယဗမောခချုပ်ပြီးတော့မှဗမောခချုပ်အထိရောက်ခဲ့တယ်နောက်ပြီးတော့မှကျွန်တော် academician လို့ခေါ်တဲ့ပညာရှင်အဖွဲ့စိုက်ပျိုးတစ်တော်ပြီးတော့မှမွေးမြူရေးရေလုပ်ငန်းအဲ့ဒီပညာရှင်အဖွဲ့မှာအဖွဲ့ဝင်မှာထို့တူပဲကျွန်တော်ဆေးပညာမှာလည်းဆေးပညာကောင်းစီဝင်မှာပြီးတော့မှကျွန်တော်ပြက်ကလေးအကြံပေးအဖွဲ့မှာတော့မှပဲပါခဲ့ဘူးသေးတယ်ဗေဒင်နဲ့ပတ်သက်လို့ဒါပေမဲ့အဲ့ဓာတွေဟာကျွန်တော်ဘဝအတွက်ဂုဏ်ယူစရာမဟုတ်ဘူးကျွန်တော်ရဲ့ဒီဂရီတွေကျွန်တော်ရဲ့ယာထူးတွေဟာကျွန်တော်ရဲ့ဂုဏ်ယူစရာမဟုတ်ဘူး
ကျွန်တော်ဂုဏ်ယူတာကျွန်တော်ဒီနေ့ရေးနေတဲ့စာတစ်လုံးဒီနေ့ကျွန်တော်ခစ်ကိုပြောပြနေတဲ့စာတစ်လုံးအဲ့ဒါကိုကျွန်တော်ဟာကျွန်တော်ရဲ့စာဖတ်ပဋိသတ်ရဲ့ရင်ထဲကိုရောက်အောင်ကျွန်တော်ပို့ပေးနေအဲ့စာလုံးတွေဟာကျွန်တော်ဘိုးဂုဏ်ယူတယ်ကျွန်တော်ဟာဒေါက်တာမမုံစံစွာကိုဂုဏ်ယူပါဘူးကြည်မင်းစွာကိုဂုဏ်ယူပါတယ်မေမေဒေါ်ငွေကြည်နဲ့ဖေဖေဦးကျင်မင်းဒီညမှာကျွန်တော်ကြုံလို့ပြောပါဦးမယ်ကျွန်တော်မော်လမြိုင်ကိုလာတဲ့အခါမှာကျွန်တော်အမြဲတမ်းသတိရတဲ့ပုံကိုယ်ကြီးတယောက်ရှိပါတယ်ဆရာကြီးဒေါက်တာလှဖေပါဆရာကြီးဒေါက်တာလှဖေနဲ့အတူတူအဲ့ခေတ်ကအင်္ဂလန်ကိုသွားကြတာလှလေးလှလို့ခေါ်တယ်ဒေါက်တာလှကျော်ရဲ့ဒေါက်တာလှဖေရဲ့ဒေါက်တာသာလှရဲ့နောက်တစ်ယောက်ကဒေါက်တာလှမြင့်ရဲ့အဲ့တော့ဒေါက်တာလှကျော်ကကျွန်တော်ဆရာကျွန်တော်တို့စာသင်မှုတယ်နောက်တော့ကဒေါက်တာလှမြင့်ကပသိမ်သားကျွန်တော်ဖေနဲ့ position လူပဲအဲ့ဒါကြောင့်ကျွန်တော်ကဆရာကြီးဒေါက်တာလှဖေကိုစိတ်ဝင်စားပြီးတော့လိုက်ပြီးတော့ဖတ်တဲ့အခါကျတော့ဆရာကြီးဒေါက်တာလှဖေကဗမာပြည်မှာအင်မတန်ထူးခြားတဲ့ပညာရှင်ကြီးပါလားဒီပညာရှင်ကြီးကမော်လမြိုင်မြို့မှာနေပါလားဆိုတော့ကျွန်တော်နေနိုင်တဲ့မော်လမြိုင်ကိုတအားစိတ်ဝင်စားပါတယ်အဲ့လိုစိတ်ဝင်စားသွားတဲ့အခါမှာကျွန်တော်ရဲ့ biography ထဲမှာမပါတဲ့အချက်တစ်ချက်ရှိပါတယ်နောက်ဆုံးထဲမှာပါပါလိမ့်မယ်ဇနီးဖြစ်သူဒုတိယဗမောခချုပ်ဒေါက်တာခင်မမနဲ့သမီးလေးဦးတို့နဲ့အတူရန်ကုန်မြို့တွင်နေထိုင်တယ်လို့ပါပါလိမ့်မယ်အဲ့ဒီဒုတိယဗမောခချုပ်ဗမောခဒေါက်တာခင်မမဆိုတာချောင်းစုံပါအဲ့တော့ကျွန်တော်ကချောင်းစုံပါဆိုတော့ကျွန်တော်လည်းမော်လမြိုင်နဲ့သိပ်ပြီးတော့ဝေးစရာအကြောင်းမရှိဘူးဒါပေမဲ့အဲ့လိုအကြောင်းမရှိတဲ့ကိစ္စကြီးတစ်ခုမှာကျွန်တော်ဟာမော်လမြိုင်ကိုမနစ်ကမှရောက်ဘူးလေအဲ့လိုမော်လမြိုင်ကိုမနစ်ကမှရောက်ဘူးတယ်ဆိုတာလည်းပဲဆရာကြီးဒေါက်တာလှဖေကိုလာတွေ့မယ်နဲ့နေနဲ့ဆုံးသွားတော့မလာပြစ်တာကတကြောင်းပါပဲနောက်တစ်ချက်ကကျွန်တော်ခီးသွားမှာအလွန်ပြင်းတယ်ကျွန်တော်စာပေဟောပြောပွဲပဲလိုက်တာတထုံရောက်မယ်ကျွန်တော်ကြိုက်ကိုရောက်မယ်စသဖြင့်အဲ့အမျိုးကိုကျွန်တော်ရောက်မယ်အထက်ညာကိုကျွန်တော်ရောက်မယ်ဒါပေမဲ့ကျွန်တော်ကအဲ့လိုဖိတ်မဲ့ကြားမဲ့လို့မရှိရင်ကျွန်တော်တမင်တက်ခီးသွားတဲ့ကိစ္စကိုကျွန်တော်တိတ်ပြီးတော့သွားလေသွားတာမရှိဘူးအဲ့မှာမနစ်ကတော့ကျွန်တော်ရဲ့အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာပေါ့နော်ကျွန်တော်ကခွဲစိတ်ပမောက္ခပါခွဲတယ်စိတ်တယ်ဖြတ်တယ်တောက်တယ်ပေါ့ဗျာအဲ့တော့အဲ့လိုခွဲစိတ်တဲ့ကိစ္စလေးတို့လာပြီးတော့စာတန်းဖတ်ပေးပါလို့ပြောတာနဲ့ပဲကျွန်တော်ဒီနာရုံတရုံမှာလာပြီးတော့စာတန်းဖတ်ပါတယ်အဲ့လိုဖတ်ရင်းနဲ့ပဲကျွန်တော်ကကြိုင်မရောကိုရောက်တယ်ဝင်းစိန်တော်ရကိုရောက်တယ်မူးတုံကိုရောက်တယ်တန်ပြူစရက်ကိုရောက်တယ်ဆက်စဲကိုရောက်တယ်အမှန်တန်ကျွန်တော်ပြောပါတယ်ပြောစရာအလွန်ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်ပြောအပျော်ဆုံးကမော်လမြိုင်ရဲ့ကန္နာလမ်းမိုက်မှာလမ်းလျှောက်တာပြောဆုံးပဲကျွန်တော်ဘယ်မှအဲ့လောက်လှတဲ့ကန္နာမတွေ့ခဲ့ဘူးတန်လေးမြစ်ကြီးအဲ့လောက်လှမယ်ဆိုတာသာသိရင်ကျွန်တော်စောကြီးကမော်လမြိုင်လာပါတယ်ချောင်းစုံသူကိုယူထားတာပဲကျွန်တော်မော်လမြိုင်ခောက်ခါလာလို့ရတာပေါ့ကျွန်တော်ပသိမ်မြစ်လိုပဲမြည်ရနောက်ကြီးနဲ့ဗေဒာနဲ့ဘာနဲ့ညာနဲ့အဲ့လိုပဲကျွန်တော်ထင်းနေတာဒါပေမဲ့ကန္နာမှာကန္နာလမ်းဘေးမှာတန်လေးမြစ်ကြီးကိုထိုင်ကြည့်နေရတယ်ရတာဘာနဲ့မှမတူဘူးဆိုတော့တော်လှတာပါလားကျွန်တော်ပကံရောက်တော့နေဝင်ကြီးသောမှာပကံကဖျားတွေကိုကျွန်တော်ငေးကြည့်တယ်အဲ့ဒီရတာလဲတအားကောင်းတာပဲတအားလှတာပဲထို့တူပဲကျွန်တော်စစ်တွေရောက်တဲ့ခါကျတော့စစ်တွေက point ဆိုတဲ့နေရာကျွန်တော်ကလဒံမြစ်ရဲ့ဒီဘက်အစွန်းနဲ့ဒီဘက်ကဘင်္ဂလားပင်လယ်ဝါလာတဲ့အစွန်းနဲ့လာပြီးတွေ့တဲ့နေရာ point view point ပေါ့လေအဲ့ view point မှာထိုင်ရတဲ့မှတ်မှတ်ရအဲ့ဒါလည်းပဲ2000ခုနှစ်ဒီဇင်ဘာလ31ရက်နေ့အဲ့31ရက်နေ့ညမှာထိုင်ညတယ်ဆိုတော့အဲ့ဒီရတာလဲလှတာပဲဆိုတော့ကျွန်တော်စဉ်းစားမိတယ်ဗမာပြည်ဟာဘယ်နေရာမဆိုလှနေတာပဲအဲ့လိုဆိုလှတာပါလေလှတာဟာကျွန်တော်တို့ရဲ့စိတ်ထဲကခံစားချက်ဒီနေရာကိုလှတယ်ထင်ရင်လှတယ်ဒီနေရာကိုမလှဘူးထင်ရင်မလှဘူးသူတော့အလှဆိုတာရှာရင်ကြည့်မှာပဲကြိုက်တီကိုလဲလှမှာပဲရန်ကုန်လည်းလှမှာပဲနေပြည်တော်လည်းလှမှာပဲရမဲသိန်းလည်းလှမှာပဲဒါပေမဲ့ကျွန်တော်ထင်တာကတော့တကယ်ရှိတရားအလှတွေကိုလည်းပဲကျွန်တော်တို့ကမဲပြရအောင်မယ်အဲ့ဒီခါမှာကျွန်တော်မော်လမြိုင်ကန္နာလမ်းရဲ့အလှတော့ကျွန်တော်စိတ်ထဲမှာအလှဆုံးလို့ကျွန်တော်ထင်တာပါပဲမော်ဒင်မှာလည်းပဲကျွန်တော်လတ်တာလိုင်းနေကြတဲ့လမ်းလျှောက်ဖူးတာပဲမော်ဒင်စိတ်ကမ်းမှာဒီကျွန်တော်ပင်လယ်ကမ်းစပ်မှာပေါ့ငွေဆောင်မှာလည်းကျွန်တော်လျှောက်ဖူးပါတယ်ဒါပေမဲ့မော်လမြိုင်စိတ်ကမ်းရဲ့အလှဒီနေ့ညသွားကြည့်ချင်တာကြည့်လို့လည်းမရဘူးနေ့ဘက်ကနေခင်းတော့ကြည့်ရမှာပေါ့လေဒီဘက်ကကြာရင်မူတုံပြီးရင်ချက်ချင်းကျွန်တော်ပြန်ရမှာဆိုတော့အဲ့တော့
အဲ့လိုစာပေရဲ့သမိုင်းကြောင်းပါလဲမညံ့ခဲ့တဲ့မော်လမြိုင်အင်မတန်လေးလှတဲ့မော်လမြိုင်ကိုကျွန်တော်ပြန်ရောက်ခဲ့ပဲအထူးသဖြင့်ခုလို New Year's Eve လို့ခေါ်တဲ့နှစ်သစ်ကူးအဲ့လိုနှစ်သစ်ကူးညမှာကျွန်တော်စကားပြောခွင့်ရတာအထူးဂုဏ်ယူပါတယ်TV ကစကားလို့ပြောရရင်တော့အရန်ပဲဂုဏ်ယူပါတယ်အဲ့ခါမှာကျွန်တော်မော်လမြိုင်ဆိုရင်ကျွန်တော်တော့မှတ်မိလိုက်တာဘာတစ်ခုလဲဆိုတော့ Morning Chronicle လို့ခေါ်တဲ့သတင်းစာကျွန်တော်ဆရာပေါမောက္ခဦးအန်ကျော်ရှိမှာတော့အများကြီးရှိတယ်လို့ကျွန်တော်ကြားပါတယ်ကျွန်တော်ကိုယ်တိုင်တစ်ခုမှမမြင်ဘူးပါဘူးဒါပေမဲ့ဗမာပြည်မှာပထမဆုံးထွက်ခဲ့တဲ့သတင်းစာအဲ့ဒါဟာအမှန်တန်အရေးကြီးတဲ့သမိုင်းကြောင်းပါဗမာပြည်မှာနေ့စဉ်သတင်းစာလို့ဗမာမှမထွက်သေးဘူးမော်လမြိုင်ကစထွက်တယ်မင်းတို့မရဲ့နေပြည်တော်မှာရတနာပုံသတင်းစာမထုတ်ရသေးဘူးအဲ့ဒီ Morning Chronicle ကိုအတူယူပြီးတော့ထုတ်ရတာအဲ့တော့ဒါဗမာပြည်ရဲ့ဥဆောင်ဦးရဲ့တစ်ချက်ကျွန်တော်တို့ရသွားပြန်ပြီနောက်တစ်ခုကျွန်တော်သတိရတာဘာလို့လဲဆိုတော့ George Orwell လို့ခေါ်တဲ့စာရေးဆရာတယောက်ပါသူရဲ့ကလောင်နာမည်က George Orwell တဲ့အဲ့သူကမော်လမြိုင်မှာအရေးပိုင်လုပ်ခဲ့ဘူးလေအဲ့လိုသူအရေးပိုင်လုပ်ခဲ့ဘူးတဲ့အချိန်မှာတောထဲကမုံရိုရဲ့ဆင်းတကောင်ကမော်လမြိုင်ဈေးထဲကိုလာပြီးတော့လူ2ယောက်3ယောက်လောက်ကိုတတ်တယ်နင်းတယ်အဲ့လိုနင်းတော့လူတွေကလည်းရုပ်သေးဝုန်းနဲ့ဖြစ်နေတဲ့အချိန်မှာသူ့ကိုလာပြောတဲ့ခါကျတော့ तू ကနောက်လိုက်ပါတွေနဲ့တနတ်ကိုရမ်းထိုးပြီးတော့လိုက်သွားတယ်လိုက်သွားဆိုတော့ तू သိတဲ့အချိန်သူ့ကိုလာပြောတဲ့အချိန်က1ရက်2ရက်လောက်ရှိနေပြီအဲ့တော့အဲ့ဆင်ကိုသွားကြည့်တဲ့အခါကျတော့ဈေးထဲမှာသွားတွေ့တယ်ဈေးထဲသွားတွေ့တဲ့အခါမှာဒီဆင်ကကောင်းနေပြီအေးဆေးပဲကြံလေးတွေစားလို့ဘိနာလူတွေနဲ့ကလည်းပဲဖာသီးဖာသာပဲသူကလည်းပဲလူတွေကိုဖာသီးဖာသာပဲဒါပေမဲ့ပြဿနာကသူကမျက်နှာဖြူသခင်မျိုးသူ့နောက်မှာလူကြီးကလိုက်လာတယ်အဲ့လူကသူတို့အုပ်ဆိုးထားတဲ့ကျွန်မျိုးကျွန်တော်တို့ဗမာတွေအဲ့တော့ဗမာတွေကလည်းပဲဗာလဲဆိုတော့တနက်ကြီးတကားကားနဲ့သခင်ကြီးဟာဒီဆင်ကိုပြစ်မှာပဲဒီပြစ်တာကိုငါတို့ကြည့်မယ်အဲ့ခါမှာသူ့ရဲ့စိတ်ထဲမှာလည်းဘယ်လိုလဲဆိုတော့ငါဟာမျက်နှာဖြူအုပ်ဆိုးသူဖြစ်တယ်ဒါကြောင့်ငါမှာတနတ်ရှိတယ်ငါပြစ်ပြရမယ်ဒီဆင်ကိုဒါပေမဲ့ကြည့်တော့ဆင်ရတနာကြဘာမှမဟုတ်ဒီတိုင်းပဲသူကသူကြံနေစားလို့တိုးတော်လည်းပဲတဲ့ကျွန်တော်ဟာတဲ့အကြောင်းကြောင်းသောအကြောင်းကြောင်းတို့ကိုအကြောင်းပြုပြီးတော့ဆင်ကိုပြစ်လိုက်ရပါတယ်တဲ့ဆင်ကြီးကဘုံနဲ့လဲသွားတယ်တဲ့ပြေးတတ်ကလည်းတချို့ကသဘောကျတယ်တချို့ကသဘောမကျဘူးပေါ့ကျွန်တော်စိတ်ထဲမှာလည်းပဲသဘောကျသလိုလိုသဘောမကျသလိုလိုဆိုပြီးတော့သူရေးသွားပါတယ် shooting an elephant ဆိုတဲ့ဝတ္ထုပါနောက်ကျတော့ तू ဟာဗမာပြည်မှာလောက်ရတာ तू မပြောတာနဲ့အလုပ်ထွက်သွားပါတယ်ထွက်သွားပြီးမှ Paris မှာသွားပြီး तू ဂျပိုးထိုးတယ်ဂျပိုးထိုးဘာညာဟိုသွားဒီသွားရင်းနဲ့အဲ့ဒီမှာစာရေးဆရာကြီးနဲ့တွေ့ပါဟိုလူတွေနဲ့တွေ့သူတွေနဲ့တွေ့ရင်းနဲ့နောက်ကျတော့ तू ဟာအိုင်ဒီယာတစ်ခုရပြီးတော့စာအုပ်တို့ရေးတယ်ဘယ်လိုလဲဆိုတော့အဲ့အချိန်မှာကဘာပေါ်မှာကွန်မြူနစ်ဝါဒဆိုတာစလာပြီအဲ့ဒီလိုကွန်မြူနစ်ဝါဒစလာတဲ့အချိန်မှာကျွန်တော်တို့ဘော်ချီဗစ်တော်လှန်ရေးပေါ့လူဒန်းစားတိုက်ပွဲတွေဖြုတ်ဖို့တဲ့တာဆူးနေတဲ့အချိန်မှာအဲ့လိုဖြစ်တဲ့အခါကျတော့ तू ကဘာလဲဆိုတော့လူတွေအုပ်ချုပ်နေတဲ့မွေးမြူရေးခြံရင်းတစ်ချက်မှာလူတွေကိုတော်လှန်ပြီးတော့မောင်းထုတ်လိုက်တယ်ပြီးတော့မှဝက်တရားတက်ပြီးတော့အုပ်ချုပ်တယ်အဲ့ဒါတော့ဝက်တရားတက်ပြီးတော့အုပ်ချုပ်တဲ့အခါမှာသူတို့ဒါတိရစ္ဆာန်များရဲ့သာဓုညီများအခွင့်အရေးသာဓုညီများကောင်းစားရေးဘာညာနဲ့အကုန်လုံးကြွေးကြော်ထားတယ်ကြွေးကြော်ထားပြီးမဲ့နောက်ကြတော့နွားတို့လည်းသူတို့ပဲတောက်တယ်ကြဲဦးလည်းသူတို့ပဲစားတယ်ဘာညာစသဖြင့်အကုန်လုံးပေါ့အဲ့ဒါတွေကိုရေးသွားတာပါစောတော့စောပါတယ်ကျွန်တော်ထင်တယ်1940မတိုင်ခင်ရပဲအဲ့တော့အဲ့ဒီဝတ္ထုနာမည်က The Animal Farm နဲ့ Animal Farm ဆိုတော့ကျွန်တော်မွေးမြူရေးခြံပေါ့နာမည်ကတော့အဲ့ဒါကိုဆရာကြီးသခင်ပါသောသူကနေခြေလေးချောင်းတော်လှန်ရေးဆိုတော့ဘာသာပြန်တယ်စာပေပေးမှာထုတ်ခဲ့ပါတယ်ကြုံရင်ဖတ်ကြည့်ပါဒါကကျွန်တော်မော်လမြိုင်နဲ့ပတ်သက်လို့မှတ်မိတဲ့ကိစ္စပါအဲ့မှာဂျားထဲမှာဖြတ်ပြီးတော့ကျွန်တော်ဆရာကြီးသခင်ပါသောနဲ့ပတ်သက်လို့တခုကျွန်တော်ပြောချင်ပါတယ်ကိုသန်းရဲ့စာအုပ်ထဲမှာတွေ့တာအဲ့ဒါဘာလဲဆိုတော့မြမဆွေရလေးလမ်းစဉ်ပါတီခေတ်ရောက်တဲ့အခါကျတော့ပါတီမှာစာပြုနိုင်ငံတကာရေးရစာဆောင်ထုတ်မယ်စာပြုပါညာဆိုတော့ဆရာကြီးသခင်ပါသောကိုခေါ်ကြတယ်သူတို့ကလည်းလေးစားသောအဖြစ်ဆရာကြီးသခင်ပါသောကလည်းဘာသာပြန်မှာအမှန်တန်တော်တဲ့ပုဂ္ဂိုလ်အဲ့လိုခေါ်တဲ့အခါကျတော့ရုံးတက်ရတယ်
ရုံးတက်တော့ထုံးတဲ့တိုင်းမို့အဲ့မှာလည်းပဲဟိုဒီပြင်ဌာနကနေလာတဲ့လူတွေဘာတွေဆိုတော့စာအုပ်ကြီးသမားတွေ9နာရီရုံးတက်9နာရီရုံးဆင်းပညာလက်မှတ်ထိုးနေကင်းလက်မှတ်ထိုးအောက်ဆင်းလက်မှတ်ထိုးစသဖြင့်လို့တော့ဆရာသခင်ဘာတော့တအားစိတ်ညစ်တာတအားစိတ်ညစ်နောက်ဆုံးကျတော့ तू မခံနိုင်တော့ဒီနေ့ကျတော့ဘာပြောလဲဆိုတော့ဟေးဒုဗမာစီယုံခေလွတ်လပ်ရေးမရခင်တော့ငါသခင်ဘာတောင်းกว่าအခုကျမှကျွန်ဘာတောင်းဖြစ်နေတယ်ဆိုတော့သခင်ဘာတောင်းကနေကျွန်ဘာတောင်းဖြစ်သွားတဲ့ကိစ္စအဲ့ဒါပြောတာကိုဘယ်သူကကြားသွားလဲဆိုတော့ဘုံမှုချုပ်တောင်းတာတစုံတစကြားသွားတော့မှဆရာကြီးကိုရုံးမတက်ပါစေနဲ့ကွာအိမ်မှာပဲထားပါလာကသွားပို့ကြဘာကြညာကြဆိုပြီးတော့လွတ်လပ်ရေးပေးလိုက်တဲ့အတွက်ဆရာကြီးသခင်ဘာတောင်းကနေ့စဉ်လက်မှတ်ထိုးရတဲ့ဘဝကနေလွတ်သွားပါတယ်ကျွန်တော်လည်းပြောရင်းနဲ့လေဘင်းတော့နည်းနည်းနားလာပြီအဲကျွန်တော်လေဘင်းနာတဲ့အကြောင်းလေးတစ်ခုကြားတဲ့အပြင်းပြဖြတ်ပြောလိုက်ပါဦးမယ်ဒီနေ့ကျတော့လူတယောက်ကအခုလိုຢာဒီမှာအေးမိနာစီကျွန်တော်တို့တမန်လုံးသချင်းတွေဆိုလာတော့မသိပါဘူးလေเจ้าကနားလာတယ်အတန်မထွက်တော့အဲထွက်မလာလို့ဟိုဆေးလေးစားလိုက်ဂျင်းလေးမျိုးလိုက်ဘာလိုက်ညာလိုက်နဲ့နေရင်းနဲ့ည9 နာရီခွဲလောက်ကြတော့အတန်လုံးဝမထွက်တော့ဘူးမထွက်တော့တဲ့ခါကျတော့သူဒုက္ခရောက်ပြီးတော့ဆရာဝန်ရှိကိုသွားမယ်ဆိုပြီးတော့ဆရာဝန်ရှိကိုသွားတယ်သွားတဲ့ခါကျတော့ဟိုကျတော့ဆရာဝန်အိမ်ရလဲမီးလေးမိန်နဲ့ပိတ်ထားတော့သူကသွားပြီးတော့တကားခောက်တယ်တကားခောက်တဲ့ခါကျတော့တကားလေးကနည်းနည်းလေးဖြည်းဖြည်းလေးပဲပွင့်တယ်ဘာမှလည်းအတန်မထွက်ဘူးအဲ့ခါကျတော့ तू ကမေးလိုက်တယ်ဆရာဝန်ရှိလားဒါလေကြောင့်နားနေတာဟုတ်အဲ့ခါကျတော့အထက်ကဆရာဝန်ကြော်လေးကထွက်လာတော့မှမရှိဘူးတဲ့လာလို့ပြောဆရာဝန်မရှိဘူးတဲ့လာလို့ပြောတယ်အဲ့တော့ကျွန်တော်လည်းအဲ့လိုများလက်ချောင်းနားနေလားတော့မသိဘူးအဲ့တော့ကျွန်တော်ကဒီမှာဒီဆရာတွေကမ်းတဲ့အထက်မှာကျွန်တော်သဘောကျတဲ့ပညာချစ်သူဖွဲ့ဆိုတာကျွန်တော်သဘောကျတယ်မိမိအကျိုးစီးပွားကိုဆောင်ရွက်တတ်တာပညာတဲ့သူတစ်ပါးအကျိုးစီးပွားကိုဆောင်ရွက်တတ်တာပညာမိမိသူတစ်ပါးနှစ်ဦးသားတို့၏အကျိုးစီးပွားကိုဆောင်ရွက်တတ်တာဆောင်ရွက်ချင်တာဆောင်ရွက်နေတာပညာတဲ့သူအကျိုးကိုအကျိုးမှတ်မြော်ကိုရိုးရိုးသားသားကြိုးစားကြပါစို့တဲ့အဲ့ပညာချစ်သူအဖွဲ့ဆိုတာကျွန်တော်တခါမှမကြားဘူးဘာကြောင့်မကြားဘူးလဲဆိုတဲ့ခါကျတော့ကျွန်တော်ကခန့်ညံ့ညံ့အဖွဲ့ကြီးအကြောင်းပဲကြားဘူးလားဒီလိုခက်ကောင်းကောင်းအဖွဲ့ကိုအခုမှကြားဘူးလားဆိုတော့ပညာချစ်သူဆိုတဲ့နာမည်ကျွန်တော်တအားသဘောကျတာကျွန်တော်ခေတ္တကပညာတစောင်းအဖွဲ့ဆိုတာရှိတယ်ဘာညာပေါ့နော်ပညာတကုံအဖွဲ့ဆိုတာရှိတယ်အခုကျတော့ပညာချစ်သူလေသူကပညာကိုချစ်တာအဲ့ဒါဆိုရင်ကျွန်တော်ကအရင်တော့ပြောကြတယ်ပညာရွှေအိုးလူမခိုးတဲ့ဆိုတော့ဆရာတက်သူမင်းမော်ရေးပါတယ်ရွှေအိုးနဲ့ပညာလမ်းမှာထားတာရွှေအိုးပဲသူကယူသွားတယ်ပညာယူမသွားဘူးဒါကြောင့်ပညာကိုလူမခိုးဘူးရွှေအိုးကိုပဲလူခိုးတယ်တဲ့အဲ့တော့ပညာရွှေအိုးလူမခိုးဒါနောက်တာပါအဲ့တော့ပညာကိုချစ်တယ်လို့ဆိုတဲ့ခါမှာကျွန်တော်လည်းပဲအခုကျွန်တော်လက်မှတ်ထိုးပေးရတဲ့စာအုပ်ထဲမှာကျွန်တော်ဒါပါပါတယ်ပညာခရီးနဲ့ပညာမျက်စိဆိုစာအုပ်ဒါကကျွန်တော်၄နှစ်၄မိုးနိုင်ငံခြားတက္ကသိုလ်မှာသွားပြီးတော့စာသင်တော့ကြုံရတဲ့အခက်အခဲတွေဒုက္ခတွေပေါ့အဲ့ဒီမှာကျွန်တော်အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့အခက်အခဲလေးတခုကျွန်တော်ပြောပြပါမယ်ကျွန်တော်ကဩစတြေးလျတန်ရုံမှာသွားပြီးစာမေးပွဲဖြေတဲ့အခါကျတော့ဘလို့ဖြစ်သွားတယ်မသိဘူးကျွန်တော်ကိုအခေါ်မခံရတော့ကျွန်တော်ဘေးနားတော်တော်လေးကိုမဖြေနိုင်တဲ့ပုံကိုယ်တွေထွက်သွားရတယ်ဆိုတာမြန်စောစောစီးထွက်သွားရတယ်ပြောတာပြီးတော့မှအဲ့လိုပဲတချို့က6လကြိုသွားရတယ်တချို့က3လကြိုသွားရတယ်ဆိုတော့ကျောင်းဖို့မို့1လပဲလို့ရတယ်ကျွန်တော်မခေါ်ဘူးကျွန်တော်ကကြမ်းနေတယ်အဲ့လိုကျွန်တော်ကကြမ်းနေတဲ့အချိန်မှာကျွန်တော်ကမသွားတော့ဘူးလို့ဒုံဒုံချတာအဲ့လိုစိတ်နှလုံးဒုံဒုံချတဲ့အချိန်မှာပဲတပတ်လုံးမှာမောင်ဆန်းအမြန်လာဆိုပြီးတော့ကျွန်တော်ခေါ်ခံလိုက်ရတယ်ဇလန်းတော့ဘာလဲဆိုတော့ကျွန်တော်ကအင်္ဂလိပ်စာဖြေတာကောင်းသွားလို့ဒါပေမဲ့ကျွန်တော်ဘုန်းကြီးကျောင်းသားကျွန်တော်တကယ်ဘုန်းကြီးကျောင်းသားပါဟိုဆုံးရံကြွလာပါပြီခင်ဗျာဆိုကျွန်တော်ဗျက်ကြီးနဲ့တက်ခဲ့ရတယ်ဘုန်းကြီးကျောင်းသားဘဝထွက်ခဲ့တာပါအဲ့တော့ကျွန်တော်ဘာသိမှလဲအင်္ဂလိပ်စာကိုဒါပေမဲ့ကျွန်တော်သွားဖြေလိုက်တော့ကျွန်တော်ကတော်ရောင်ကန်းနဲ့အမှတ်ကောင်းပုံပေါ်ပါတယ်ကျွန်တော်ဩစတြေးလျကိုမြန်မသွားဘူးအဲ့လိုမသွားတဲ့အခါကျတော့ကျွန်တော်အနာကျမကပ်ပြီးသွားရတယ်အဲ့လိုသွားတဲ့အခါကျတော့တကယ်တမ်းတက္ကသိုလ်သွားတက်လဲတက်ကောဟိုဩစတြေးလျเนี่ยတကယ်ဝဲတယ်ဗျကျွန်တော်ဥပမာပြောရရင်ဗမာတွေကြားထဲကနေတိုင်းရင်းသားတွေကြားထဲရောက်တဲ့ခါမှာတိုင်းရင်းသားတွေဗမာလိုပြောတာကိုနားမလဲတော့သလိုဖြစ်သွားတာပဲ
သူတို့တော်ဝဲတာတော်ဝဲတဲ့ခါကျတော့သူတို့အင်္ဂလိပ်စာကိုတာမန်ကျွန်တော်အင်္ဂလိပ်တွေအင်္ဂလိပ်စကားတော့မနေ့ဖမ်းနေရတဲ့အကောင်ဟာဩစတြေးလျနဲ့အင်္ဂလိပ်စကားကိုကျွန်တော်မဖမ်းနိုင်တော့ဘူးအဲ့လိုမဖမ်းနိုင်တဲ့ခါမှာကျွန်တော်တအားစိတ်တက်ကြသွားပြီငါတော့ရှုံးမှာပဲသွားမှာပဲဒုက္ခရောက်မှာပဲဒါပေမဲ့ဘယ်တော့မဆိုအခက်ခဲတစ်ခုကြားထဲမှာဖောက်ထွက်တဲ့နီလန်အနည်းဆုံးတစ်ခုရှိတယ်အဲ့ဒါကျွန်တော်ရဲ့မူပဲအဲ့ဒီလမ်းကိုတွေ့အောင်ရှာမယ်အဲ့တော့အဲ့ဒီလမ်းကိုတွေ့အောင်ရှာမယ်ဆိုတဲ့အခါမှာကျွန်တော်ဘာအခက်ခဲရှိလဲကျွန်တော်အင်္ဂလိပ်စာအခက်ခဲရှိတယ်ဒီအင်္ဂလိပ်စာကိုကျွန်တော်ဘယ်လိုပြေအောင်ဖြေမလဲကျွန်တော်တာမာအပြင်အင်္ဂလိပ်လိုတတ်တယ်အင်္ဂလိပ်လိုလည်းပဲဘွဲရတဲ့အထိကျွန်တော်ရေးဖြေခဲ့တယ်ပြောပြီးဖြေခဲ့တယ်စာသင်တော်လည်းပဲအင်္ဂလိပ်လိုပြန်သင်ပေးနေတယ်သူများကိုသို့တော်လည်းပဲသူတို့ Australian English ကိုကျွန်တော်နားမလည်ဘူးအဲ့လိုဆိုသူတို့နဲ့ပေါင်းလို့မရှိတာပေါ့ကျွန်တော် television ငှားလိုက်တယ် television program တွေကနေသတင်းတို့ interview တို့ Sunday talk တို့ဒါမျိုးတွေကြည့်တယ်ပြီးတော့မှသူတို့ပြောသလိုလိုက်ပြောတယ်သူတို့က A ကို I လို့ထွက်တယ်ဥပမာ DAY day ဆိုသူတို့က DIY die လို့ထွက်တယ် so I want today ပေါ့ I want this book today ဒီစာအုပ်ကိုကျွန်တော်ဒီနေ့လိုချင်တယ်အဲ့ဒီမှာသူတို့ I want this book to die ဆိုတော့သေတော့မယ်ဆိုမျိုးဖြစ်သွားအောင်အဲ့ကျွန်တော်ပြဿနာရတက်ကော to die ဆိုကျွန်တော်လည်း to die ပဲရေးတာပေါ့အဲ့လက်ချထဲမှာသူတို့က DAY die ဆိုကျွန်တော်ဒါ DIE die နဲ့ရေးပြဿနာဖြစ်တဲ့ခါကျတော့အဲ့ဒါနဲ့ကျွန်တော်ကိုယ့်အကူကြိတ်ကြိုးစားမယ်ဆိုရေချိုးကန်းဖွင့်သူတို့ပြောလို့လိုက်ပြောကြည့်you know my hello how are you ဘာညာကွိကွာတွေအကုန်လုံးလျှောက်သိပြီးတော့မှရေကိုအကြာကြီးဖွင့်ဖိမလဲပဲ hello how are you my dear it is my I'm Momosan from Burma I'm trying to communicate you ဘာညာကွိကွာပေါ့ဗျာကွိကွာဘာညာတောင်းမြောင်းထွေလာတယ်ပေါ့အဲ့ဒီအကုန်လုံးလျှောက်ပြောတာအဲ့လိုလျှောက်ပြီးတော့တပတ်လောက်ကြာတော့ကိုကတအားရဲသွားပြီအဲ့လိုရဲတဲ့ရောဘယ်သွားလဲဆိုတော့ရက်ဆိုင်သွားတယ်ရဲဆိုင်သွားပြီးတော့ဘီယာသမားနဲ့တယောက်တစ်ခွက်သူတို့ကအဲ့လိုမဟုတ်ကျွန်တော်တို့ရှိမှလို့ဘယ်သူဝယ်တိုက်တာမရှိဘူးသူတစ်ခွက်တိုက်ရင်ကိုကတစ်ခွက်ပြတ်တိုက်သူကကိုတစ်ခွက်လာတိုက်ရင်ကိုကတစ်ခွက်ပြတ်တိုက်ပခုံးပုတ်ပြီအဲ့တော့ hello mate have one beer okay it's my short mate so mate MAD mate တကယ်ချင်းအဲ့တော့ mate လို့ထွက်တယ်အဲ့တော့ my short ဆိုတာငါလှည့်ငါဝယ်တိုက်မယ်ဆိုအဲ့လို level ဖက်မူတယ်မူပေါ့အဲ့လိုဖက်ရင်ねသူတို့နဲ့စကားပြောပြီးတော့ဗမာပြန်နေဖိုးသူတော်တွေရဲ့ရည်စရာဘာညာတော့ကျောင်းကန်အနိယကြီးစရာတွေဘာဖြစ်တယ်ဟိုကျွန်တော်တို့အဲ့လိုဘဝရိုးရဟာသားတွေအဲ့ဒါတွေကိုပြောပြီးတော့လူပြက်ပြက်လုံးတွေပြောသူတို့ကလည်းသူတို့ပြက်လုံးတွေပြောနေအဲ့လိုရောလိုက်တဲ့အခါကျတော့တလောက်လောက်ကြာတော့ကျွန်တော်အင်္ဂလိပ်ဘာမှမကြောက်တော့ဘူးအတန်းထဲမှာသွားပြီးတော့ဟိုကောင်တွေပခုံးပုတ်ပြီးရည်စရာပြောနေပြီဆိုတော့အဲ့ဒါကျွန်တော်ပြောနေတာဘာဟိုထူးထူးခြားဘာမှမဟုတ်ဘူးအမြဲတမ်းကျွန်တော်တို့ကလွတ်ရလမ်းရှိတယ်လွတ်အောင်ရှာပြီးတော့အဲ့လမ်းကိုတိုးလို့ရတယ်ကျွန်တော်အဲ့လမ်းကိုမရှာလို့ရှာရင်တွေ့တယ်အဲ့တော့ခုနဖုံဖုံလေးတစ်ပါးကစာအုပ်လာပြီးတော့လက်မှတ်ထိုးခိုင်းတဲ့အခါမှာတပည့်တော်တာယာကန်ဆယ်စလုံးလေးတစ်လုံးရေးပြလိုက်ပါတယ်ဖေ။အဲ့ဖုံဖုံလေးကိုရည်စူးပြီးပြောပါမယ်။တာယာကန်ဆိုတာကျွန်တော်ဖွင့်ထားတဲ့သင်တန်းပါ။ကျွန်တော်ဖွင့်ထားတဲ့စီးပွားဖြစ်သင်တန်းဘယ်လောက်စီးပွားဖြစ်လဲဆိုတော့ကိုယ့်ကြီးကပတ်စံနဲ့ကျွန်တော်ပြင်ဆင်ယူတယ်ပြင်ဆင်ယူပြီးတဲ့အချိန်မှာကျွန်တော်အိမ်မှာထိုင်းနေပြင်ဆင်နာကြပြီးသေးလိမ့်မယ်ကျွန်တော်အလုပ်တစ်ခုလုပ်ရမယ်အဲ့အလုပ်တစ်ခုကဘာလဲသူများလို့ NGO လုပ်မလားနိုင်ငံခြားသွားမလားဒါမှမဟုတ်လည်းပဲဖုန်းကြောင်းသွားပြီးတော့ကပ္ပိယလုပ်ပြီးညာစားမလားနော်ဒါမှမဟုတ်လည်းပဲကျူရှင်ပြမလားမူဂျိုကြောင်းဖွင့်မလားကျွန်တော်မလုပ်နိုင်ဘူးကျွန်တော်လုပ်နိုင်တာဘာလဲကျွန်တော်ရဲ့ပတ်ဝန်းကျင်လေးကိုကျွန်တော်နိုင်သလောက်ကူးခြင်းတယ်အဲ့အတွက်ကျွန်တော်ပညာဒါနသင်တန်းလေးတစ်ခုနဲ့ကျွန်တော်ဆက်သွယ်လိုက်တယ်အဲ့ကျွန်တော်တို့ရဲ့ပညာဒါနသင်တန်းကကွန်ပျူတာသင်ပေးတယ်ကွန်ပျူတာမှာကွန်ပျူတာကိုကျွန်တော်တို့ဖြုတ်တာတတ်တာကနေနောက်ဆုံးပေါ် network internet ဆက်သွယ်တဲ့နည်းတွေ networking ပြီးတော့မှကျွန်တော်ဒီ blog ဟွာတွေစ web page ရေးတဲ့နည်းအဲ့ဒါအထိသင်ပေးပါတယ်အလကားအခမဲ့ free ပြီးတော့မှဂျပန်စာ full scale အင်္ဂလိပ်စာ full scale တရုတ်စာ full scale ပြီးတော့မှကျွန်တော်ကဘာသာပြန်သင်ပေးတယ် PhD အစားရှိသဖြင့်သူတေသနာလုပ်ချင်သူများကိုသူတေသနာဒီဇိုင်းဆွဲနည်းသင်ပေးတယ် PhD ကျမ်းရေးချင်သူများကိုအင်္ဂလိပ်လိုကျမ်းရေးနည်းသင်ပေးတယ်အဲ့ဒါကကျွန်တော်တို့အပတ်စဉ်ဖွင့်သွားတယ်3လသင်တန်းနေနဲ့ကျွန်တော်သင်ပေးပါတယ်အဲ့ဒါကကျွန်တော်ကွန်ပျူတာနဲ့ကျွန်တော်စာရွက် site ကျွန်တော် printer နဲ့ထုတ်ပြီးတော့အလကားဝေပြီးသင်တာပါအဲ့ဒါကျွန်တော်တို့ရဲ့ပညာဒါနသင်တန်းစစ်ပါဆိုတော့ဒီကဆရာကြီးဖတ်သွားတဲ့အထက်မှာပါပါတယ် main IDSG ID Square Group
အဲ့ဒီ main IDSG ဆိုတဲ့အုပ်စုမှာကျွန်တော်တို့ကအဲ့လိုပညာဒါနတွေလုပ်ကြတယ်ကျွန်တော်တို့ရဲ့မူကဘာလဲဆိုတော့နည်းနည်းသိရင်နည်းနည်းလက်ဆင့်ကမ်းပါကိုယ့်လက်ထက်မှာဂိုင်မထားပါနဲ့ကိုသိရတဲ့နောက်တစ်ယောက်သိသွားရင်နှစ်ယောက်သိသွားပြီအဲ့နှစ်ယောက်ကနေနောက်နှစ်ယောက်သိရင်လေးယောက်သိသွားပြီဒါကျွန်တော်တို့မူအဲ့တော့ကျွန်တော်တို့ကိုယ်နဲ့က PhD တွေဖြစ်နေမှကွန်ပျူတာနဲ့ပတ်သက်လို့တကယ်ကျွမ်းနေမှသင်ရမယ်မဟုတ်ဘူးကျွန်တော်တို့နည်းနည်းသိတယ်ကျွန်တော်တစ်ခုသိတယ်တစ်ခုသင်ပေးတယ်ကျွန်တော်နှစ်ခုသိတယ်နှစ်ခုသင်ပေးတယ်ဒါပဲကျွန်တော်တို့မူရအဲ့ဒါပဲအဲ့တော့ကျွန်တော်ကဘာကြောင့်အဲ့လိုလုပ်နေလဲဆိုတော့လူငယ်တွေအတွက်လုပ်ပေးတာလူငယ်တွေဟာဘွဲရပြီးတဲ့အခါမှာဒီဘွဲလက်မှတ်ကိုကင်ပြီးတော့ဘာမှလုပ်လို့မရသေးဘူးအဲ့ဒီအတွက်တို့ကတနေရာမှာတစ်ခုလုပ်ရမယ်အဲ့ဒီအတွက်အင်္ဂလိပ်စာပြောဖို့လိုအပ်ရင်လိုအပ်လိမ့်မယ်ဂျပန်စာပြောဖို့လိုရင်လိုအပ်လိမ့်မယ်တရုတ်စာပြောဖို့ရေးဖို့လိုရင်လိုအပ်လိမ့်မယ်ကွန်ပျူတာကတော့မရှိမဖြစ်ဒီနေ့ခေတ်21ရာစုပေါ့နော်21ရာစုခေတ်ကြီးမှာကျွန်တော်တို့က ICE ဆိုတဲ့ ICE အင်တာနက်ကြီးကွန်ပျူတာရဲ့အင်္ဂလိပ်စာရဲ့အဲ့ဒါကိုမှတွင်တွင်ကျဲကျဲမသုံးနိုင်ပြုတ်ကြကြံခဲ့ပြီလားအောင်မေပါအဲ့တော့ကျွန်တော်တို့ကအဲ့ဒီ ICE ကိုပေးနေတာသူတို့အလကားပေးနေတယ်ကွန်ပျူတာကိုဘယ်လိုသုံးကြအင်တာနက်ကိုဘယ်လိုမွေကြဘုသူတ္တတွေဘယ်လိုယူ website တွေဘယ်လိုဖွင့် Wikipedia ဘယ်လိုကြည့် WikiLeaks ဘယ်လိုကြည့်နော်ဟာ Nixon ရဲ့အတွင်းရေးဘယ်လိုကြည့် Reagan ရဲ့အတွင်းရေးတွေဘယ်လိုရှာသူတို့ကျွန်တော်တို့ကမျက်စိတွေဖွင့်ပေးတာချဲ့ပေးတာဘာကြောင့်လဲဆိုတော့ဒီနေ့လူငယ်တွေကိုကျွန်တော်တို့ကချစ်ရင်ကျွန်တော်တို့ဆရာတို့ဦးအောင်သိန်းတို့မှာဝါဒတစ်ခုရှိပါတယ်တိုင်းပြည်ကိုချစ်ရင်လူငယ်ကိုချစ်ရမယ်တိုင်းပြည်ကိုချစ်တယ်အေယာရီမြစ်ကြီးကိုချစ်တယ်တန်လွင်မြစ်ကြီးကိုချစ်တယ်နော်ဘလူးကျွန်းကြီးကိုချစ်တယ်ရှမ်းတောင်တိုင်းကိုချစ်တယ်ရခိုင်ရိုးမကြီးချစ်တယ်အဲ့ဒါပထူယိုချစ်နေတာတိုင်းပြည်ချစ်တာမဟုတ်အဲ့ပထူကြီးချစ်တာဘာဖြစ်မှာလဲဘာမှမဖြစ်ဘူးကျွန်တော်တို့သေသွားတဲ့အချိန်ကျွန်တော်တို့မရှိတဲ့အချိန်မှာဒီမြေပေါ်မှာကြံခဲ့မှာလူငယ်တွေနောက် generation အဲ့ generation ကိုကျွန်တော်တို့ဟာတက်မြောက်အောင် confident ဖြစ်အောင်သင်ကြားမပေးခဲ့နိုင်ရင်ကျွန်တော်တိုင်းပြည်ဘာဖြစ်သွားမလဲအရင်တော့တိပိကတရဓမ္မဗန္နာကာရိကတပါးလေးပဲရှိတယ်အခု12ပါးရှိပြီအဲ့ဒါပဲဘုံဘုံတို့အဲ့တော့နောက်မျိုးဆက်ကိုအစ်စ်မွေးပေးရမယ်မွေးပေးတဲ့အတွက်ကျွန်တော်တို့လူကြီးတွေကကိုယ်ငတ်ခံပြီးတော့သူတို့ကိုကျွေးရမယ်ကိုသိရတယ်အကုန်လုံးပေးရမယ်ပြင်ကိုမသိသေးတယ်ပါဆွဲပြီးသူတို့ကိုပေးရမယ်ဆိုတော့အဲ့လိုပေးဖို့အတွက်လုပ်တဲ့အခါမှာကျွန်တော်တို့ဒရတအားပါခြင်းတယ်ပင်စင်နာတွေပင်စင်နာကြပြီးမသေးခြင်းဘူးအဲ့ဒီမသေးခင်စကြလေးမှာကျွန်တော်တို့လုပ်နိုင်တဲ့အလုပ်ကလေးနဲ့ကျွန်တော်တို့ရဲ့လူမှုအတိုင်းဝိုင်းလေးကိုစီမီးတိုင်းကောက်ပြီးတော့ညှိကျင်တယ်မိတုပွင့်ကောက်ပြီးထွန်းကျင်တယ်အဲ့ဒါမျိုးနဲ့ကျွန်တော်လုပ်တာပါအဲ့လိုလုပ်တဲ့အခါမှာခုနတာယာကန်ဆိုတာပါသွားတယ်အဲ့ဒီတာယာကန်ဆိုတာတပည့်တော်ရဲ့သင်တန်းပါဘယ်သူတွေကိုသင်တာလဲဆိုတဲ့အခါကျတော့သာသနာ့ဝန်ထမ်းရဟန်းတော်များကိုသင်တာပါဘာသင်တယ်လဲဆိုတော့အင်္ဂလိပ်စာသင်တာပါဘယ်လောက်ကြာတယ်လဲဆိုတော့6လကြာပါတယ် requirement ဆိုတဲ့အခြေခံလိုအပ်ချက်ဘာလဲဆိုတော့ ABCD ဆိုတာလေးလုံးသိရင်ရပြီပြပြင်ဘာမှသိကြမလို့ဘာလိုရတယ်လဲအင်္ဂလိပ်သတင်းစာတစ်စောင်ဝယ်နိုင်ရမယ်ဗမာသတင်းစာတစ်စောင်ဝယ်နိုင်ရမယ် dictionary တစ်ခုဝယ်နိုင်ရမယ်6လတိတိကြောင်းတက်ရမယ်နေ့စဉ်အဲ့6လပြည့်သွားတဲ့အချိန်မှာအဲ့ဒီဥပဇင်အဲ့ဒီကိုရင်ဟာအင်္ဂလိပ်လိုပြောမနေနိုင်ဘူးရေးမနေနိုင်ဘူးဆိုရင်ဇက်ကိုလာဖြတ်ပါကျွန်တော်ဇက်မဟုတ်ဘူးတရားပေါ့တကယ်ပါကျွန်တော်တို့အဲ့လိုသင်တာပါအဲ့လိုသင်တဲ့အတွက်အခုဗုဒ္ဓဂါယာမှာဥပဇင်တစ်ပါးရှိပါတယ်နလန္ဒတက္ကသိုလ်မှာဥပဇင်တစ်ပါးရှိပါတယ်သွားပြီးပြေးစီလုပ်နေတယ်အဲ့ဒါကျွန်တော်ကျောင်းကထွက်သွားတာဒါကျွန်တော်တက်ဆက်ကျွန်တော်နိုင်ငံခြားမှာနေတော့ကျွန်တော်အားကိုးပြီးတော့အင်္ဂလိပ်စာကိုတက်အောင်သူတို့နဲ့ရင်မောင်တန်းနိုင်အောင်ကျွန်တော်စူးစမ်းလာခဲ့တဲ့နီးတွေကျွန်တော်ရလာပြီအင်္ဂလိပ်စာတစ်ခုအပြောလွယ်နဲ့ဘယ်လိုသင်ရမလဲအရေးလွယ်နဲ့ဘယ်လိုသင်ရမလဲအဲ့ဒီကျွန်တော်ရလာပြီအဲ့ဒီကိုဘာလို့ကျွန်တော်ဖက်ထားပြီးတော့ခေါင်းထဲထည့်သွားမှာလဲမြေကြီးထဲယူသွားမှာလဲဒါကိုကျွန်တော်ဖက်ခဲ့ရမှာပေါ့ကျွန်တော်ပညာသင်ဆက်ပြောတယ်အရှင်ဘုရားတပည့်အရှင်ဘုရားတို့တပည့်တော်တို့သင်တယ်နော်အရှင်ဘုရားတို့ဆက်သင်ပေးပါအုပ်မထားပါနဲ့တပည့်တော်ဒီကိုဖြန့်ပေးပါဘာကြောင့်လဲဆိုတော့များများတက်လေတိုင်းပြည်များများတိုးတက်လေပဲအဲ့တော့တပည့်တော်ပြန်ပြီးတော့ချုပ်ပါမယ်တာယာကန်တာယာကြီးကိုကန်တဲ့ပုံလေးနဲ့လိုကိုဆွဲထားတယ်တာယာကြီးကိုချောင်းနဲ့ကန်တာအဲ့တော့တပည့်တော်ဗမာမှာသူဒီကျောင်းကိုတွားဤသူဆိုတဲ့ကတာကျောင်းကိုဆိုတဲ့ကံပြီးတော့မှတွားတယ်ဆိုတဲ့ကရိယာ
အင်္ဂလိပ်စာမှာကျတော့တာယာကံကတ္တကိုရင်စဉ်းစားကရိယာကိုဒုတိယစဉ်းစားကံကိုနောက်ဆုံးစဉ်းစားအဲ့တာယာကံတော့မမေ့ရင်အင်္ဂလိပ်စာကြိုက်တယ်လို့ရေးရပြီပြီးတော့မှတပည့်တော်တို့သင်တန်းမှာဆောင်းမုတ်တစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့အင်္ဂလိပ်လိုပြောချင်ရင်များများနားထောင်အင်္ဂလိပ်လိုရေးတတ်ချင်ရင်များများဖတ်အဖတ်များရင်ရေးတတ်တယ်နားထောင်တာများရင်ပြောတတ်သွားတယ်အဲ့ဒါပဲအဲ့တော့အဲ့ဒီအခြေခံနဲ့တပည့်တော်တို့က6လနဲ့အတက်တယ်နော်အဲ့ဒါတာယာကံမှာခုနတပည့်တော်အကျွေးတင်သွားတဲ့ဖုံဖုံလေးပေါ့တပည့်တော်ပြီးမှရှင်းပြပါမယ်ဘုရားစင်မောနေအဲ့တာယာကံအကြောင်းရှင်းပြပါမယ်ဆိုတာအဲ့ဒါပါအဲ့တော့အဲ့လိုသင်တန်းတွေလာဖွင့်ပေးဖို့အတွက်ဆိုပြီးတော့အရှိတကုံတို့ဘာလို့ညာတို့ဘုန်းကြီးကျောင်းတွေကလည်းလာပြီးတော့ပြောကြပါတယ်သို့တော်လည်းပဲသူတို့ကစာဝါအပြစ်မခံနိုင်တာရယ်တပတ်ကို6ရက်မသင်နိုင်တာရယ်6လတိတိဇက်တိုက်မသင်နိုင်တာရယ်ကြောင့်တပည့်တော်ပတ်ဝန်းကျင်ကအုပ်စုလေးပဲတာယာကံလုပ်နေရတယ်ဗျာဒါပေမဲ့တကယ်တက်ချင်ရင်တော့သူတက်သွားပါလေအဲ့တော့ကျွန်တော်တို့ပညာကိုချစ်တယ်ဆိုတဲ့အခါမှာပညာကိုဘာလို့ချစ်တာလဲပညာကိုပညာဖြစ်နေချစ်တာလားဒါမှမဟုတ်အဲ့ပညာကိုကျွန်တော်ဘာလို့ဖို့ချစ်တာလဲဥပမာသနက်ပြစ်တဲ့လူကသနက်ကိုဖြောင်းအောင်ချိန်တဲ့ပညာသူဘာလို့ဒီဘာကိုချစ်တာလဲအသုံးကျလို့လားသားကောင်ပြစ်ဖို့လားဒုတိမဟုတ်သနက်ပြစ်တာကိုကြိုက်နေလို့လားကြပြရေးတယ်အဲ့ကြပြကြောင့်ရရှိလာမဲ့အကျိုးတစုံတရာကိုမျှော်ပြီးကြိုက်တာလားဒါမှမဟုတ်ကြပြရေးနေရတာကိုချစ်တာလားဆိုအဲ့ဒါပညာရဲ့သဘောတရားပဲအဲ့လိုပညာသဘောတရားမှာကျွန်တော်ဒီစာအုပ်ပညာခီးနဲ့ပညာမျက်စိစာအုပ်ထဲမှာဒါတွေအများကြီးရှင်းထားပါတယ်စင်ကာပူပညာရေးအတွေ့အကြုံမလေးရှားပညာရေးအတွေ့အကြုံပတ်ဝန်းကျင်နိုင်ငံတွေပညာရေးအတွေ့အကြုံကျွန်တော်ဒီစာအုပ်ကိုရေးတာဟာရင်နာနာနဲ့အံကိုကြိတ်ပြီးရေးရတာပါအတွေးအမြင်စာဆောင်ထဲမှာကျွန်တော်လာပေါင်းများစွာဇက်တိုက်ကွင်းစလန်းကောင်းတော်ထောင်တဲ့လားဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်ရေးခဲ့တာပါအဲ့မှာဘာကြောင့်လဲဆိုတဲ့အခါကျတော့ကျွန်တော်တို့နိုင်ငံမှာတက္ကသိုလ်ဟာ1910လောက်တည်းတက္ကသိုလ်အခြေပြုခဲ့တယ်အဲ့လိုအခြေပြုတော့မှကတားလက်အောက်ခံပေါ့နော်အဲ့လိုလုပ်ခဲ့တဲ့အခါကျတော့ကျွန်တော်နှစ်တရာပြည့်ပြီသို့တော်လည်းပဲကျွန်တော်ရန်ကုန်တက္ကသိုလ်အဥပဒေက1920ဒီဇင်ဘာလကျမှထွက်ပါတယ်အဲ့လိုထွက်တဲ့အတွက်ရန်ကုန်တက္ကသိုလ်တရားဝင်တည်ထောင်တာနှစ်ပေါင်း90ရှိပြီ1920နော်1920အချိန်မှာကျွန်တော်တို့ဘေးပတ်လည်ကိုစဉ်းစားကြည့်ပါထိုင်းယိုဒယာဘာဖြစ်နေလဲအချိန်မှာဘာရှိလဲစင်ကာပူဘာရှိလဲမလေးမာလာယူကျွန်းဆွယ်ဘာရှိလဲအင်ဒိုနီးရှားဘာဖြစ်နေလဲပီနန်ဘာဖြစ်နေလဲဘာမှမဖြစ်ဘူးကျွန်တော်တို့ကအဲ့အချိန်မှာတက္ကသိုလ်ကြီးနဲ့အရှိတောင်အားချမှာပထမဦးဆုံးတက္ကသိုလ်အဲ့လိုတက္ကသိုလ်ကြီးနဲ့ကျွန်တော်တို့ကပညာရေးမှာထိပ်ဆုံးရောက်ခဲ့တဲ့နိုင်ငံအဲ့ဒီနိုင်ငံဟာနှစ်ပေါင်း90ကြာမှာဘာဖြစ်သွားသလဲပညာရေးမှာဘာဖြစ်သွားသလဲအဲ့ဒါကိုကြည့်ပြီးတော့ကျွန်တော်ရေးတာပြန်ပြီးတော့ကိုယ့်နေရာကိုပြန်လိုချင်လို့ကျွန်တော်အဖေကတတော်ဘက်ကပါသူပြောပြတယ်ငါတို့ရှိရိုးกว่าတယ်ယူရီးယားဟာတဲ့တောအုပ်သင်တန်းလာတက်ရတာတောအုပ်ဆိုတာ forester ပေါ့နော် forester အဲ့တော့ဒီ forester တော့တောအောင်ဒါပေမဲ့တောအုပ်ဆိုတော့အဲ့ဒီပို့တော့ပါခွန်မလဲတစ်ခုပေါ့အဲ့ဒါလို့တောအုပ်သင်တန်းဒုတိယတောအုပ်ပါအမှာတော့မင်းမျိုးသင်တန်းလာတက်ရတာกว่าတယ်အဲ့လိုတက်တဲ့အခါမှာတို့ကမင်းကြီးမင်းသားမှာတက်ရတာတဲ့ဥပမာတူတို့ဘာတို့ပေါ့ကွာတဲ့ထီတော်မိုးကတယောက်တဲ့ထမင်းချက်ကတယောက်တဲ့ဘာညာကုကအခိုင်းစင်တယ်ဒီကောင်လူ6လောက်ပါလာတယ်တဲ့အဲ့ဒါနဲ့လာတက်ရတာတဲ့ဒီတောကောင်းသင်တန်းကိုပြီးတော့တော့ပြန်သွားရင်ရောက်ချင်းတော့တတော်ဝင်ဖြစ်မယ်တတော်ဝင်ဖြစ်ပြီးညွှန်ကြားမှုဘာညာဆက်ဖြစ်မယ်ဘာညာပေါ့နော်အဲ့တော့ဒီတတော်သင်တန်းလေးတောင်မှပဲမေမျိုးမှာကျွန်တော်တစ်နှစ်သင်တန်းလာပြီးတယ်အဲ့ဒီသင်တန်းတောင်မှပဲသူတို့ကကျွန်တော်နိုင်ငံမှာလာတက်ရတာအခုကျွန်တော်တို့ကချူလာလောင်းတက္ကသိုလ်ธรรมศาสตร์တက္ကသိုလ်နော်ဇင်းမယ်ဆိုတဲ့ခြုံလိုက်တက္ကသိုလ်ကျွန်တော်တို့သွားတက်နေရတယ်အဲ့ဒီကဆေးရုံတွေကိုကျွန်တော်တို့သွားကုနေရတယ်အရင်တော့ဂိုရောင်တွေပဲရှိတယ်ကုတီထန်းနဲ့တရုတ်တွေပဲရှိတယ်စင်ကာပူဆေးရုံကြီးဆောက်တယ်တက္ကသိုလ်ကြီးဆောက်တယ်အဲ့ဒီ institution ကြီးကိုကြီးကျယ်လုပ်လဲပြီးတော့ကွန်ပျူတာတွေထုတ်တယ်ကင်မရာတွေထုတ်တယ်အဲ့လိုထုတ်တဲ့နိုင်ငံကိုကျွန်တော်တို့ကြီးကလူငယ်တွေနှစ်စဉ်သွားနေကြတာ2သိန်းကျော်နေသွားပြီးလှုပ်နေကြတယ်ဆိုတော့ကျွန်တော်ဘာဖြစ်လို့အဲ့လိုဖြစ်သွားတာလဲအဲ့ဒါကိုကျွန်တော်က
စဉ်းစားကြည့်စေကျွန်တော်ဒီစာအုပ်ရေးတာပါစဉ်းစားကြည့်တယ်ဆိုတော့ကျွန်တော်ဘယ်သူမှအပြစ်မတင်ဘူးမေဘယ်သူကိုမှအပြစ်လည်းမတင်ရင်မေဆိုတာမျိုးပဲကျွန်တော်ဘယ်သူမှအပြစ်မတင်ဘူးကျွန်တော်ကဘာလုပ်မလဲပဲပြောတာဘာဆက်လုပ်ကြမလဲဒီတိုင်းနေလို့မရဘူးဒီလိုပုံနဲ့မိုးကြီးချုပ်သွားလိမ့်မယ်ကျွန်တော်ဘာဆက်လုပ်မလဲအဲ့တော့နိုင်ငံတနိုင်ငံရဲ့စီးပွားရေးဟာနံပါတ်1တယံဇာတကိုရောင်းစားတာဥပမာတစ်တော်တို့ကြောက်မြတ်တို့ရေနံတို့ gas တို့ပေါ့ဗျာနံပါတ်2ရှိနေတဲ့ဝက္ကသာလောကပစ္စည်းတွေပေါ်မှာမိခိုတဲ့စိုက်ပျိုးရေးလိုဟာမျိုးမွေးမြူလိုဟာမျိုးနဲ့ရှာပြီးတော့ရောင်းစားတာပြီးတော့မှနံပါတ်3မိခိုမထွက်တဲ့ industry တွေဟိုတယ်တွေဖွင့်မယ်လာပြီးလဲကျင်အောင်လုပ်မယ်အဲ့လဲတဲ့လူတွေကျဒေါ်လာတွေရမယ်ပြီးရင်ခုမလေးရှားစင်ကာပူယိုးဒယားဘာလုပ်နေတယ်လဲတက္ကသိုလ်ထောင်နဲ့လာတက်တော့ပတ်စံရတယ်နောက်ပြီးတော့မှဆေးရုံကြီးထောင်တယ်အထူးကုဆေးရုံတယ်နော်ယိုးဒယားမှာဆိုရင်ကြောက်ကလဲပြီးတဲ့အထူးကုဆေးရုံတောင်ရှိတယ်နော်အဲ့ဒီဆေးရုံတွေထောင်တယ်ကျွန်တော်သွားတက်နေရတယ်အဲ့တော့သူတို့ကဆေးရုံတွေထောင်ပြီးတော့ပတ်စံတွေယူတယ်တက္ကသိုလ်တွေထောင်ပြီးပတ်စံတွေယူတယ်နော်ပြီးတော့မှဒီဘာခေါ်မလဲကျွန်တော်တို့စက်ရုံအလုပ်ရုံကြီးတွေမှာ high end လို့ခေါ်တဲ့ကျွန်တော်တို့ value added ဥပမာကင်မရာတို့ကွန်ပျူတာတို့ဘာတို့ညာတို့အဲ့လိုမျိုးတွေထောင်ပြီးတော့သူတို့ကပတ်စံရှားနေကြတဲ့အချိန်မှာကျွန်တော်တို့ကစင်ကာပူကိုသဲတူပြီးရောင်းနေတယ်နော်တက်လုံးခုတ်ပြီးရောင်းနေတယ်ကြောက်စိမ့်တူပြီးရောင်းနေကြောက်စိမ့်တစ်နေ့ကုန်သွားမယ်တစ် thank you အဲ့တော့ကြောက်စိမ့်ကတစ်နေ့ကုန်သွားမယ်နော်တစ်ပင်တွေတစ်နေ့ကုန်သွားမယ်ကျွန်တော်ဒီမှာလည်းပဲဒီနေ့58သန်းနော်နောက်အဲ့ဒါကို 2.2% နဲ့တက်နေဆိုရင်နောက်နေ့ကျရင်တန်း60စသဖြင့်တက်သွားတဲ့အခါမှာနောက်နေ့ဆိုရင်58သန်းပြင်မယ်ဒီနေ့ကို1သန်းကျော်ကျော်လေးတက်တယ်အဲ့တော့ကျွန်တော်တန်း60က2012ခုနှစ်မှာတန်း60ဖြစ်တော့မယ်အဲ့တော့အဲ့လိုဖြစ်တဲ့အခါမှာကျွန်တော်တို့စားဖို့အတွက်စပားတွေလိုလာမယ်အသားတွေလိုလာမယ်ကြက်ဥတွေလိုလာမယ်ဆိုရင်ကျွန်တော်မရောင်းနိုင်ဘူးအဲ့လိုမရောင်းနိုင်ဘူးဆိုရင်ကျွန်တော်တို့ဘာကိုရောင်းရမှာလဲ gas ဆိုတာလည်းကုန်သွားမှာပဲရေနံဆိုတာလည်းကုန်သွားမှာပဲအဲ့လိုကုန်သွားရင်ကျွန်တော်ဘာဆက်လုပ်မှာလဲကျွန်တော်ကျူးဘားရဲ့ခေါင်းဆောင်ကက်စထရိုကပြောဘူးတယ်နိုင်ငံတနိုင်ငံဟာတဲ့ agriculture အပေါ်မှာမိခိုးနေရင်တစ်သက်လုံးကျွန်းနိုင်ငံဖြစ်မယ်ဆိုတော့ agriculture အပေါ်မှာမိခိုးတယ်ဆိုတော့ကျွန်တော် agriculture sector ဆိုတာကစိုက်ပျိုးရေးရယ်မွေးမြူရေးရယ်တစ်တော်ရယ်ရေလုပ်ငန်းရယ်အဲ့ဒါရယ်နောက်ဟိုကျွန်တော်တို့ကို minerals တွေပါသေးတယ်သဘာဝတွင်းတွေအဲ့ဒီအကုန်လုံးကိုကျွန်တော်တို့ကစိုက်ပျိုးရေး sector လို့ခေါ်တယ် agriculture sector လို့ခေါ်တယ်ပြီးတော့မှ industry ဆိုတာကကျွန်တော်တို့စက်ရုံတို့အလုပ်ရုံတို့ဥပမာအထည်ချုပ်စက်ရုံတွေရှိမယ်အထည်စက်တွေရှိမယ်ရေနံချက်စက်တွေရှိမယ်ဘာစက်ညာစက်မော်တော်ကားတွေစက်တွေရှိမယ်အဲ့ဒီစက်တွေနော်အဲ့ဒီစက်တွေကိုထူထောင်ပြီးတော့လုပ်တဲ့စီးပွားရေးကတစ်ပိုင်းပြီးတော့မှ service ဆိုခေါ်တယ်ကျွန်တော်လိုကူပြောရရင်တော့ A ရယ် I ရယ် S ရယ်ဆိုပြီးတော့ကျွန်တော်တို့3000ရှိတယ် agriculture ရယ် industry ရယ် service ရယ်ဆိုပြီးတော့မှခုန service ကဝန်ဆောင်မှုအဲ့ဒါကဘာလဲဆိုတော့ဥပမာကိုယ့်ဘက်ကတိတ်ပြီးတော့ mess ရကောင်းနေလို့လာပြီးပတ်စံလာဖြုံးကြတယ်ဥပမာပကံကိုလာကြည့်မယ်မောင်းပကံကိုလာကြည့်မယ်ဘလူးချိုးကိုလာကြည့်မယ်နော်ကြိုက်တီးကိုလာကြည့်မယ်အဲ့တို့ပတ်စံတွေရတယ်တစ်နှစ်ကိုလူ1သန်းလာရင်တယောက်ကဒေါ်လာ900ဖြုံးသွားရင်ကျွန်တော်တန်း900ရတယ်အဲ့လူ1သန်းကို2သန်းဖြုံးလို့ရင်တန်း1000ရတယ်အဲ့2သန်းကိုတန်း20ဖြုံးလို့လိုက်ရင်တန်း1000ရမယ်ဒါပဲအဲ့တော့ကျွန်တော်တို့ကသူများလာခြင်းအောင်ကိုယ့်နိုင်ငံကိုလှလှပါပါတတ်တတ်ရရနော်ဇရွေးလည်းတွေ့ကြမထွေးဘူးအမိုက်တွေကလည်းမရှုပ်ဘူးရေမြောင်းတွေကလည်းပဲရေစီးနေတယ်မီးကလည်းလာနေတယ်စသဖြင့်အဲ့လိုဖြစ်အောင်လှလှပါပါအစင်တန်းမိအောင်လုပ်ပြီးတော့လာကြအောင်ဆွဲဆောင်မယ်ပြီးတော့မှပကံဖျားတွေကိုလည်းပဲလာကြအောင်ကြော်ညာမယ်ဟိုတယ်တွေကောင်းအောင်လုပ်မယ်ဆိုရင်ကျွန်တော်တို့ကတယံဇာတပစ္စည်းမကုန်မဲနဲ့ပြစားလို့ရတယ်ဒါအင်းလေးကန်ဟေးကြည့်ကြပေး$10ဒါရှင်ကုန်ဖျားရဲ့ပေးတစ်ခါ$5စသဖြင့်အဲ့လိုလုပ်ရင်းနဲ့ကျွန်တော်တို့ကပတ်စံရမယ်အဲ့လိုမျိုးနဲ့ပတ်စံရတဲ့လူတွေဒီပုံကြီးရှိရယိုးဒယားဖူးခက်ကမ်းခြေတစ်ခုတည်းကိုလာတဲ့ကဘာလဲခကြီးသွားဗမာပြည်ကိုတစ်နှစ်လာတဲ့ကဘာလဲခကြီးသွားဥယျာဉ်လည်းများတယ်ဇင်းမယ်ကိုမပြောနဲ့နော်ဖူးခက်ဆိုတာကျွန်တော်တို့ဒီကော်သောင်းအောက်ဆင်းသွားလိုက်
တစ်ဆက်တည်းပဲအဲ့တော့အဲ့ဒီကမ်းခြေကိုလာပြီးတော့ပင်လယ်မှာရေကူးတဲ့လူဟာတစ်နှစ်2 သန်းကျော်တယ်ဗမာပြည်ဘယ်နှစ်ကမှလူ2 သန်းမလာဘူးဒါကျွန်တော်မခံနိုင်လို့ပြောတာကျွန်တော်တိုင်းပြည်ဟာဒါတွေလုံးကြရတော့မယ်ခုလူသစ်မူသစ်နဲ့အစ်စ်ပြောင်းရတဲ့အချိန်မှာကျွန်တော်တို့လုံးဆရာကြီးရှိတယ်ဘယ်သူလုံးမလဲကျွန်တော်လုံးလို့မရဘူးလူငယ်တွေလုံးရမယ်အဲ့လူငယ်တွေလုံးတဲ့ခါမှာလူငယ်တွေလုံးတဲ့ခါကျတော့ what is your name ဆိုဟမ် what is your name ဆိုအိုင်ကိုဘာမှမသိပဲတောက်တဲ့လဲနေသလိုတောက်တဲ့လုံးနေမရဘူးအဲ့လူငယ်လေးတွေကကဘာနဲ့ရေမောင်တန်းနိုင်မှုအတွက်ဂျပန်လိုပြောရင်ဂျပန်လိုပြောရမယ်တရုတ်ကိုတရုတ်လိုပြောရမယ်ဂျာမန်ကိုဂျာမန်လိုပြောရမယ်အင်္ဂလိပ်ကိုအင်္ဂလိပ်လိုပြောမယ်အဲ့ဒါဖြစ်ဖို့အတွက်တက္ကသိုလ်မှာသင်သလားမသင်ဘူးမသင်ခွက်ဟုတ်သင်ဒါပဲကိုအားကိုဖြည့်စည်းလူငယ်ဟာကိုဖြည့်စည်းတတ်တဲ့အားကိုးရတဲ့တတိရှိရမယ်ကျွန်တော်နိုင်ငံသားမှာအတူတူနေကြတော့အဲ့ကောင်တွေကြီးလိုက်ရင်ဟိလားဂျင်းပန်ကအစုပ် walking shoe အစုပ်အဲ့ဒါကို T-shirt မဲညင်းရနဲ့အဲ့ဒါကိုကြောပွေကြီးနဲ့လမ်းလျှောက်ပြီးတော့လမ်းမှာသူတို့လျှောက်တဲ့အတိတ်ပဲကငါ့ကိုကားကြုံရင်တင်သွားပါဆိုတဲ့အတိတ်ပဲအဲ့တော့ကြုံရလို့တင်သွားတယ်ဘယ်တော့လဲယူနီဟုတ်တယ်ယူနီသွားမယ်သွားတက်မယ်ပြီးတော့ကျောင်းဆင်းတဲ့ခါကျတော့ဒီကောင်ဘာလုပ်လဲကားမှတ်တိုင်မှာသတင်းစာရောင်းနေတယ်ဆန်ဒေးဘာလုပ်လဲပင်လယ်ကမ်းခြေမှာသွားပြီးတော့ live saver ဆိုပြီးတော့အသက်ကယ်တဲ့လုပ်ငန်းမှာတနာရီ$2နဲ့သွားလုပ်နေတယ်ဟောတော်သနာဘူးကောင်းတဲ့ကောင်นี่ဝိဆရာလည်းမရှိဘူးစုပ်ပြက်နဲ့ဘာကောင်ဒီမှလည်းမသိဘူးဘာညာပေါ့ပြီးလည်းကျောင်းပြီးလည်းပြီးကောဟေ့ကောင်မိုက်မင်းဘယ်သွားမလို့လဲဝဲရကိုကိုင်းဆိုငါအင်္ဂလန်သွားမလို့ဟာမင်းအင်္ဂလန်ဘယ်လိုသွားမှာလဲလေမြန်နဲ့သွားမှာပေါ့ကွာတယ်ဩစတြေးလျလေမြန်ပဲရှိတာပဲတဲ့ပြီးရောဆိုပြီးရင်ငါကနေဒါကူးမယ်တဲ့ပြီးရင် US ကိုဖြတ်မယ်တဲ့ဖြတ်ပြီးလည်းပြီးတော့ငါဖဲနမဘက်ကနေဖြတ်ပြီးငါပြန်လာမယ်ကွာတဲ့တလားခွဲလောက်တော့ကြာမယ်တဲ့ဟောဗျာအဲ့ဒီစုပ်ပြက်နဲ့ဂျီမောင်းမီ20လောက်နဲ့အကောင်ကတရင်သာရောင်းပြီးတော့ပတ်စံစုပြီးတော့ကဘာလှဲ့တာဗျာကဲအဲ့ဒီကဘာလေးကိုဘာလို့လဲဖုံလေးတို့ဘာလို့လဲဒေါ်လာလားမဟုတ်ဘူးဗျာနံပါတ်1ကတတိဒီနေ့တပည့်တော်တို့ရဲ့ကလေးတွေကျွန်တော်တို့ရဲ့သားသမီးတွေမြီးတွေမြစ်တွေဟာဟိုနေရာကိုသွားလျှောက်သားဆိုမလျှောက်ရဲဘူးလူကြီးကမလွတ်တော့ကလေးတွေကတုံနေတယ်ကျွန်တော် training တွေမှားနေသို့တော်လည်းပဲတခုတော့ရှိရပါလေအဲ့မှာပြောစိတ်ရှင်းရှိမယ်ဖားရှင်းရှိမယ်မွေးရှင်းရှိမယ်ဒါကိုကျွန်တော်ကတန့်အောင်လုပ်မပေးတာဘူးသို့တော်လည်းပဲဘာဖြစ်လာလဲဆိုတော့ကျွန်တော်ဗမာကလေးငယ်တွေကလူကြီးမပိုင်တောင်တောင်ကိုသူတို့ကတတိရှိမသွားရဲဘူးသွားလည်းပဲမြောက်လောင်းပြောခံရမယ်အဲ့ဒီဟာကိုကျွန်တော်တို့လှန်ပြရမှာအဲ့ဒါယူကျွန်တော်တို့ဒုံးငယ်ပြန်လှန်ရမယ်ဘာကြောင့်လဲဆိုတော့လူငယ်တွေရဲလာမယ်တတိတက္ကသိုလ်ကျောင်းတက်တာကိုဥပမာကျွန်တော်တက္ကသိုလ်ဆိုရင်ရေစင်းပါဗျာနေပြီးတော့မှအဲ့ဒါကိုရန်ကုန်ကကောင်မလေးကတွားတက်တယ်ဆိုတော့သူက16နှစ်ပြည့်ပြီလို့10တန်းအောင်ပြီလို့တွားတက်တာအဲ့ဒါတွားတက်တာကိုလိုင်းကားလက်မှတ်ဝယ်ပေးလိုက်တယ်မတွားချင်ဘူးတဲ့အဖေလိုက်ဖို့တဲ့ဆိုတဲ့အတွက်အဖေကမော်တော်ကားနဲ့လိုက်ဖို့ရတယ်မိုင်ပေါင်း265မိုင်ခရီးကိုလိုက်ဖို့ရတယ်ဟိုမှာကကျွန်တော်ပြောတဲ့တက္ကသိုလ်ကျောင်းသား18နှစ်သားကျောင်းသူလေးလေဒီတိုင်းပဲ18နှစ်16နှစ်သမီးလေးတွေနေရာဒီကျောင်းပိတ်တန်တဲ့တပြိုင်နဲ့အင်္ဂလန်သွားလေတယ်နာယာဂရာရေတခွန်သွားကြည့်တယ်ကိတ်တောင်းကိုသွားတယ်ဩစတြေးလျသွားလေတယ်အေးဆေးပဲတယောက်တည်းမိဘလည်းလွတ်လိုက်တယ်ဘာကြောင့်လဲဆိုတော့မိဘကနေရာကလည်းမပြောနင်မသွားနဲ့တော့ငါစိုးရိမ်နေတော့မရဘူးသားသမီးကဒါကိုလက်မခံဘူးအမေကျမကိုမယုံတာလားကျမကိုဖွင့်ပြိုးခွင့်မပေးတာလားဘာဖြစ်လို့ချုပ်ချယ်လဲလူငယ်တွေကိုမချုပ်ချယ်ပါနဲ့လူငယ်တွေမှာအင်အားရှိတယ်ကျမတို့သွားရဲတယ်ကဘာကိုကျမတို့ပိုင်နဲ့သွားမယ်ထက်သွားတာပဲပြီးရောဆိုတော့ကျွန်တော်တို့ကအဲ့ဒီအဆင့်ကိုရောက်အောင်လုပ်ကြရမယ်အဲ့လိုလုပ်ကြရတဲ့အခါမှာကျွန်တော်တို့မှလိုနေတာပညာမဟုတ်သေးဘူးဒေါ်လာမဟုတ်သေးဘူးတတိငါတို့မှသွားခွင့်ရှိတယ်ငါတို့သွားရဲရမယ်ဆိုတဲ့တတိအရင်မွေးရမယ်မွေးပြီးရဲ့အခါကျတော့မှအဲ့လိုဆိုရင်ဘာလိုမလဲဖနက်လိုမလားထီးလိုမလားပညာလိုမလားဒေါ်လာလိုမလားဒေါ်လာဘယ်လိုရှာမလဲခိုးမလားမခိုးနဲ့နော်ဒေါ်လာဘယ်လိုရှာမလဲတရားတော်နည်းနဲ့ရှာပါအဲ့တော့စောစောကကျွန်တော်ကိုအော်တိုရေးခိုင်းတဲ့အထက်မှာကျွန်တော်ရေးပြလိုက်တာတခုရှိပါတယ်မှတ်ဖွယ်မှတ်ရလေးတခုရေးပြပါဆိုလို့ကျွန်တော်ရဲ့
ထူးထက်ရှေ့တက်ဆိုတဲ့စာအုပ်ကလေးထဲမှာပါတဲ့စကားတစ်ခုကျွန်တော်ရေးပြလိုက်တယ်လူငယ်တွေကိုကျွန်တော်လေးစားတာမှာအချက်တစ်ချက်ရှိတယ်လို့အဲ့ဒါဘာလဲဆိုတော့လူငယ်တွေဟာမှားရဲတယ်မှားပြီးပြန်ပြင်ရဲတယ်အဲ့ဒါလူငယ်တွေမှာချစ်စရာအကောင်းဆုံးပဲမှားရဲတယ်ဟုတ်တယ်လှုပ်တယ်ကွာဘာဖြစ်လဲရေထဲခုန်ချတယ်ကွာစမွေးမဖြေဘူးကွာရှုံးတယ်ကွာမှားရဲတာတတိမဟုတ်ဘူးမှားရဲတာကိုပြန်ပြင်တာမှတတိကိုမှားနေပြီချင်းပြန်လိုက်အဲ့ပြင်ရဲတာမှတတိလူငယ်တွေမှာအဲ့တတိရှိတယ်အဲ့တော့လူငယ်ဆိုတာကကျွန်တော်တို့ကအားကိုးရတဲ့လူတွေအဲ့လိုတတိရှိတဲ့လူတွေအဲ့လိုရှိတဲ့လူတွေမှာအဲ့လိုလူငယ်တွေကိုကျွန်တော်တို့ကလက်ဆင့်ကမ်းရတော့မယ်အဲ့လိုလက်ဆင့်ကမ်းတဲ့အခါမှာအခုနပညာချစ်သူများအဖွဲ့သူတို့ဘာပညာချစ်လဲတော့ကျွန်တော်မသိဘူးသို့တော်လည်းပဲကျွန်တော်မြင်နေရတဲ့ပညာကျူရှင်ယူနေတဲ့ပညာတွေနော်ဟိုကျောင်းကတက်ပြီးတော့ဘွဲလက်မှတ်နော်ပေးတဲ့လူကလည်းသူတို့လေးပေးတယ်နော်ယူတဲ့လူကလည်းသူတို့လေးယူတယ်ဆိုတော့အဲ့လိုယူတဲ့ဘွဲလက်မှတ်မျိုးပြီးတော့ဘာမှလည်းမတတ်ဘူးဆရာဦးအောင်သိန်းစကားနဲ့ပြောရရင်ဟိုအဲ့ဒါမယုံမရှိနဲ့ဗျာPhD ဘွဲရပြီးတော့ပြည်တွင်း PhD ဘွဲရပြီးတော့ကျွန်တော်ရှိရောက်လာတဲ့တယောက်ရှိတယ်ကျွန်တော်သူ့ဘာသာရေးနဲ့ပတ်သက်တဲ့အင်္ဂလိပ်ဆောင်းပါးတစ်ခုဖတ်ခိုင်းတာမဖတ်တာဘူးဘယ်အစားဖတ်ရမှမသိဘူးဆိုတော့အဲ့လိုပြဿနာတက်နေတယ်ဇလန်အဲ့တော့အဲ့ဒီခါမှာကျွန်တော်ကဒီစာအုပ်ကိုကျွန်တော်ရေးပါတယ်အဲ့လိုရေးတဲ့ခါမှာဘသူဘာပြောကျွန်တော်ပြောချင်တဲ့ပညာရေးအထူးသဖြင့်ဒီပြည်နိုင်ငံတွေမှာဘာတွေဖြစ်နေပြီကျွန်တော်တို့ကြော်တက်နေပြီအဲ့ကြော်တက်တာကိုမြင်မှကျွန်တော်တို့ကပြင်ရမယ်ဘသူပြင်မပြင်ကိုယ့်ဟာကိုပြင်ရမယ်ဘသူဖြည့်စည်းမဖြည့်စည်းစီကိုယ့်ဟာကိုဖြည့်စည်းရမယ်လူငယ်ကိုယ့်ဟာကိုရမယ်အဲ့လိုကိုယ့်ဟာကိုဖို့အတွက်နံပါတ်1စာအုပ်တွေရှိတယ်နံပါတ်2အင်တာနက်ရှိတယ်နံပါတ်3ဆရာတွေရှိတယ်ဘာလို့ထားလဲနံပါတ်4ကိုခေါင်းရှိတယ်အဲ့ဒီခေါင်းကအရေးကြီးဆုံးပဲအဲ့ဒီခေါင်းကိုပြည့်အောင်ဖြည့်ရင်ကျွန်တော်တို့ကဘယ်သူမှကြောက်စရာမလိုဗမာအမှန်တန်တော်တဲ့လူမျိုးsorry အဲ့လိုတော်တဲ့လူမျိုးကိုကျွန်တော်တို့ကဒါဟာကျွန်တော်တို့မွေးမြူလောကမှာစကားတစ်ခုရှိတယ်နွားရှိရင်ကျွေးမှဓာရှိရင်သွေးမှဓာမသွေးရင်တုံးတယ်နွားမကျွေးထားတော့မယုံဘူးများရှင်းရှင်းလေးရဲ့အဲ့တော့ကျွန်တော်တို့ကအုံနောက်တွေသလောက်ရှိနေရတာနဲ့မသွေးပဲထားရင်ဘာသွားလို့မှာလဲအဲ့တော့ဒီအုံနောက်တွေကိုဘာလို့မသွေးတာလဲကျွန်တော်တို့အသွေးမပေးဘူးဘာဖြစ်တယ်ညာဖြစ်တယ်ပြောမနေနဲ့ကျွန်တော်တို့ကတရားကြောက်လက်ညှိုးထိုးရမယ့်အခြေအနေကုန်သွားပြီကိုယ်လို့ရမယ်ကိုဖြည့်စည်းရှာနော်ဘွဲမရလို့ပူမနေနဲ့ကျွန်တော်မှသမီး4ယောက်ရှိတယ်ကျွန်တော်မိမနိုင်ငံသားပြန်ဒုတိယဗမောခချုပ်နော်ကျွန်တော်နိုင်ငံသားပြန်နော်ဗမောခချုပ်အဒင်ဟောင်းနော်ကျွန်တော်သမီး4ယောက်တယောက်မှလိုင်းကောင်းအောင်မရဘူးကျွန်တော်လည်းအားမပေးဘူးကျွန်တော်အားမပေးဘူးကျွန်တော်တရိစ္ဆာန်စေကူဆရာဝန်ဆိုတဲ့ line ကြီးကိုယူခဲ့ရလို့ရေစင်းမှာ1983ကနေ2004ခုနှစ်ထိ22နှစ်တိနော်ထောင်တန်းတစ်သက်တစ်ကျွန်းမှာနှစ်20ကျွန်တော်က22နှစ်ရေစင်းမှာအလုတ်ကျန်းတဲ့ထောင်တန်းတစ်သက်တစ်ကျွန်း +1 ဘယ်မှပြောင်းရမရှိဘူးဘယ်နေရာမှသွားညွှန်ကြားမှုလည်းလုပ်လို့မရဘူးဘယ်နေရာမှသွားပြီးတော့မန်နေဂျာလည်းလုပ်လို့မရဘူးတိုင်းဂျာလည်းလုပ်လို့မရဘူးအဲ့ဒီမှာပဲနေတော့ပစ္စည်းယူပြီးတော့ကုတ်ချီနဲ့အဒူကလမ်လိုပဲအထုပ်လေးနှစ်ထုပ်ထမ်းပြီးအိမ်ပြန်ခဲ့ရတာပဲအဲ့တော့အဲ့လိုနေခဲ့တဲ့ခါမှာဒါဟာငါဒီပညာတွေလို့ပဲအဲ့တော့အဲ့လိုဆိုရင်လောကကြီးမှာဟိုလုံလဲလုံနိုင်တယ်ဒီလုံလဲလုံနိုင်တယ်ဟိုလုံမှလည်းသူတို့ပဲဒီလုံမှလည်းသူတို့ပဲဘာလုံလို့ရတာဘယ်သူတွေလဲတွေ့ရမှာပြောရင်နော်အဲ့ဒါဟာ BA တွေ BSc တွေ BE ကိုတွေသူတို့က general ဘွဲ့ဘာမှသွားလို့မလားကုံသွယ်ရေးမှာလုံးမလားဘယ်ညမှာလုံးမလဲဘတ်စကားဂိတ်မှာလုံးမလားအကုန်လုံးလို့ရတယ် general ဘွဲ့အဲ့တော့သမီးတို့ပြောတယ်သမီးဆရာဝန်ဖြစ်ဖို့မလိုဘူးအထူးကုပါရဂူဖြစ်ဖို့မလိုဘူးအထူးကုစေကံပိုင်ဖို့ပဲလိုတယ်အထူးကုစေကံဖွင့်နိုင်ဖို့ပဲလိုတယ်အဲ့တော့လောကမှာဘာရေးကြီးလဲ management ဒါရေးကြီးတယ်အဲ့ဒါဟာငါတို့လို့ဓာသွားရင်ဟောမှာသွားပြီးတစ်သလုံးဓာနေရမယ်အဲ့လိုမဓာစေနဲ့ဆိုပြီးတော့ကျွန်တော်တ
သမီးတွေအကုန်လုံး general ဘွဲ့ပဲထားလိုက်တယ်အဲ့ဒီတော့သမီးကြောက်က editor လုပ်တယ်စသဖြင့်ပေါ့နော်မျိုးစုံပေါ့အဲ့တော့ကျွန်တော်သိတဲ့ဘောကြတယ်ကျွန်တော်ဘောကိုကျွန်တော်တအားကျင်နေတယ်အဲ့လိုတအားကျင်နေတဲ့ခါမှာကျွန်တော်လည်းပဲဘွဲတစ်ခုကျွန်တော်ရအောင်လုပ်ခဲ့ရဲဆိုတာကနေပေါင်းဘယ်နိုင်ရှိမလဲဘွဲတစ်ခုကိုရအောင်လုပ်ခဲ့တယ်ဆိုတာကကျွန်တော်ကထမင်းစားလက်မှတ်ယူတာဗျကျွန်တော်ဖြစ်နေတာစာရေးဆရာဒါပေမဲ့ဒီစာရေးဆရာဖြစ်ဖို့အတွက်ကကျွန်တော်အငတ်မခံနိုင်ဘူးနော်ဟိုအရင်ဆရာအောင်လင်းတို့ဘသူတို့ဘာတို့ညာတို့ရွှေသားတို့ရေးတဲ့အထက်မှာပါသလိုနော်ဆရာချန်အောင်ကြီးရေးတဲ့မှာပါသလိုစာရေးဆရာဘဝကဘလောက်ငတ်တယ်ပြတ်တယ်ဆင်းရဲတယ်ကျွန်တော်အငတ်မခံနိုင်ဘူးဘာကြောင့်အငတ်မခံနိုင်ဘူးလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့မှာ tradition ရှိတယ် tradition ရှိတယ်ဆိုတာအဖေကကျွန်တော်အမကြီးကိုကြောင်းထားတယ်ကျွန်တော်အမကြီးကဘွဲရတော့မြန်မာသာဌာနမှာအလုပ်ရတယ်ဟိုဆရာဦးအန်ကျော်ရဲ့တပည့်ပါပဲအလုပ်ရတယ်သူကလည်းကျူတာအလုပ်လဲရအောင်ကျွန်တော်ကိုပြန်ကြောင်းထားတယ်ကျွန်တော်လည်းဘွဲရအောင်ကျွန်တော်ကျန်တဲ့ညီနဲ့ကိုကြောင်းထားရတယ်ကျွန်တော်အဲ့လိုဆင်ခဲသွားတာအဲ့လိုဆင်ခဲသွားတဲ့အတွက်မမကတော့သူမာစာဆက်တက်တယ်တော့သူဘဝခဖြစ်တယ်အဲ့တော့အဲ့လိုဖြစ်သွားတဲ့ကိစ္စမှာကျွန်တော်ညီနဲ့ရဲ့မျက်နှာကြောင့်ကျွန်တော်ဟာဘွဲတစ်ခုရအောင်ယူမှဖြစ်မယ်အဲ့ဘွဲရလည်းပဲပြန်နှန်းဝင်အရာရှိလာစာဆိုရင်များတာပဲဟိုခေတ်က439ကျပ်နော်ထမင်းတပွဲစားရင်ပြ60ပဲကုန်တဲ့အချိန်မှာကျွန်တော်439ကျပ်ရတယ်အဲ့တော့ဒီဟာကိုကျွန်တော်ယူထားလိုက်ခြင်းအဖြစ်ကျွန်တော်မပူရတော့ဘူးမပူရင်ကျွန်တော်ကလေးတွေပေါ်မှာလည်းတာဝန်ကျမယ်မိဘကိုလည်းပြန်ပေးနိုင်မယ်ထို့တူကျွန်တော်အေးဆေးစာရေးနိုင်မယ်ကျွန်တော်ရေးချင်တာစာအဲ့တော့စာရေးဖို့အတွက်ကျွန်တော်ဘာလုပ်အောင်လဲနေသွားရင်နေလှည့်နေအောင်မယ်ကျောင်းမှာထိုင်နေတော့ဆရာဘွားနဲ့စာရေးနိုင်တယ်ကျွန်တော်ဖြစ်ချင်တာစာရေးဆရာဖြစ်လာတယ်အဲ့မှာကျွန်တော်သဘောပေါက်သွားတယ် sorry ကျွန်တော်ရဲ့ဝါဒပေါ့ကြည်မင်းဝါဒကြည်မင်းနေစမ်းဘာလဲဆိုတော့ဘဝဟာတိုးတယ်ဘလောက်ပဲရှိတယ်ပြောနှစ်တရာပဲအဲ့ဒီခါမှာအဲ့တိုးတဲ့ဘဝမှာကိုလှုပ်ချင်တာလေးမလှုပ်လိုက်ရဘူးဆိုရင်အဲ့လူကအမြဲတမ်းလူပြေရှုံးတယ်ကျွန်တော်အခုဆွဲလက်စပကြီးကားတွေမဆွဲရတာတပုံကြီးရှိတယ်ကျွန်တော်ဆွဲအောင်မယ်ဟိုကကိုမျိုးခင်ကလည်းဆေးတွေပေးလိုက်တယ်ကျွန်တော်ဆွဲပြီးတော့ကျွန်တော်ပြပွဲ2ပွဲ3ပွဲလုပ်ခဲ့ဘူးတယ်အဲ့ပကြီးကားတွေကိုပုံထားတာကိုတိကိုမထုတ်ပါသေးဘူးနှစ်ပေါင်း20လောက်ရှိပြီဆိုတော့ကျွန်တော်ပကြီးဆွဲကျင်တယ်အဲ့ကျွန်တော်စမ်းရလဲတင်ကျင်သေးတယ်ဆိုတော့ကျွန်တော်အဲ့ဒါလေးလှုပ်ချင်တဲ့အခါမှာအဲ့ဒါကိုနေရွှေညရွှေလှုပ်လိုက်တဲ့အတွက်ကျွန်တော်လှုပ်ချင်တာမလှုပ်ပါဘူးဒါပေမဲ့အဓိကဖြစ်တဲ့ကျွန်တော်သိလှုပ်ချင်နေတဲ့စာရေးတဲ့အလုပ်ကိုကျွန်တော်လုပ်နေရတယ်ကျွန်တော်အောင်မြင်ပြီကျွန်တော်ကျင်တတ်တယ်အဲ့ဒီခါမှာအဲ့ဒါလို့ခဲရင်နဲ့ဘာမှမလုပ်ဖြစ်ပဲနဲ့သေသွားတဲ့လူမျိုးပေါ့ဥပမာပြောရရင်ကျွန်တော်တို့ဆရာမစာရေးဆရာမစိန်ရေးတဲ့အမှုပညာတွေအလောင်းဆိုဝတ္ထုတွေဟာမျိုးသူဝတ္ထုကဘာကျော်ဝတ္ထုကြီးတစ်ပုဒ်ရေးမယ်နဲ့ခဲတာတေမေတာတေသွားမရေးလိုက်အောင်ဆိုတော့အဲ့လိုမဟုတ်အဲ့လိုဘဝဟာတိုးတယ်အဲ့ဒီတိုးတဲ့ဘဝလေးမှာကျွန်တော်တို့ကကိုလှုပ်ချင်နေတဲ့ဆန္ဒလေးကိုမလှုပ်လိုက်ရဘူးဆိုရင်လူပြစ်တအားရှုံးတာပဲထို့တူပဲလှုပ်ချင်တာကြီးပဲလှုပ်ပြီးတော့လှုပ်တဲ့နာမလှုပ်ရင်ကိုကလေးရငတ်တယ်နော်ကိုတော့ရက်မော့တယ်ဘောလုံးပွဲလောင်းနေတယ်ကလေးရစားကြမရှိဘူးကြောင်းလည်းမတက်ရဘူးစံမွေလည်းမအောင်ဘူးချိန်တန်းကျတော့ဘာဖြစ်လဲအဲ့ဒါဆိုရင်အဲ့ဒါသမိုင်းတရားခံဖြစ်သွားအောင်အဲ့အိမ်တော်စုရဲ့တရားခံကြီးဖြစ်သွားအောင်အဲ့ဒီကကျတော့တရားခံဖြစ်ခံပါလားဒါမှမဟုတ်လှုပ်ချင်တာလှုပ်ပါလားကိုကတော့ကြီးမြတ်သောအမှုပညာရှင်ကြီးဖြစ်သွားတယ်ကိုမိသားစုကတော့အကုန်လုံးငတ်ပြတ်ဆင်းရဲပြီးတော့မြောင်းနေရောက်သွားတယ်ဒါကိုလက်ခံပါလားလူသားတယောက်အနေနဲ့ကျွန်တော်တို့က generation ကိုတည်ဆောင်တော်သူများအနေနဲ့ကျွန်တော်လက်ခံလို့မရဘူးအဲ့လိုလက်ခံလို့မရရင်ဘာဖြစ်မလဲအဲ့ကြားတဲ့လမ်းကိုကျွန်တော်ရွေးလိုက်တယ်ဘာလဲဆိုတော့ဘဝဟာတိုးတယ်လှုပ်ချင်တာကိုကျွန်တော်လုပ်မယ်သို့တော့ at the same time တစ်ချိန်တည်းမှာပဲလှုပ်တင်တာတွေအကုန်ပြီးနေရမယ်ကျွန်တော်ဒီနေ့စာအုပ်300ဖတ်မယ်လို့မှန်းထားတယ်ဆာမွေးလည်းအောင်မယ်လို့မှန်းထားတယ်ဆာမွေးတော်တွင်မှာကျွန်တော်ဝတ္ထုဖတ်နေရတယ်ဖတ်တာပဲအောင်လဲအောင်ပါတယ်ဟိုကျွန်တော်ရဲ့မိတ်ဆွေလေးတွေလာတက်မကြမှာဒေါက်တာခင်မောင်တန်းတို့ဒေါက်တာမင်းစိန်ကောင်းတို့သူတို့သိပါတယ်တကြောင်လုံးတဒန်းလုံး3ယောက်ထဲပဲအောင်တယ်ကျွန်တော်ပါတယ်ရှင်းရှင်းလေးပဲကျွန်တော်ရှိကကျွန်တော်လိုင်းလက်ခက်တယ်ဝင်ပြေတာ35ယောက်အဲ35ယောက်မှာ3ယောက်ထဲအောင်တယ် first time နဲ့ကျွန်တော်ပါတယ်အဲ့မှာကျွန်တော်ညဘက်ဝတ္ထုဖတ်ပြီးဖြေးနေတာတဘောကကျွန်တော်ရဲ့မူပဲအဲ့ဒါကလှုပ်ချင်တာကိုကျွန်တော်ဦးစားပေးမယ်ဘာကြောင့်လဲဆိုတော့ဘဝတိုးလို့ဘယ်တော့သိမယ်မှမသိတော့ကိုလှုပ်ချင်တာကိုကြပြလေးရေးနေရေးမယ်
ဝတ္ထုလေးရေးနေရေးမယ်သို့တော့လုတ်တင်တာပါလေစံဖို့အောင်ရမယ်ဘောလုံးကန်ရမယ်ကန်တယ်အတန်းကိုစားစက်တောင်သွားရမယ်ရိုက်တယ်အဆောင်ကိုစားပင်ပေါင်သွားရမယ်ကျွန်တော်ရွှေစိတ်ရတယ်ဒါပဲဒါကျွန်တော်ကြွားနာမို့ကျွန်တော်ပြောတာကျွန်တော်ရဲ့မူဒါကိုခက်တယ်လို့ထင်နေတော့မပြောတာဘူးကျွန်တော်တို့မခက်ဘူးဘာကြောင့်မခက်အဲ့လိုဆိုရင်ခင်ဗျားဘယ်လိုလုပ်ထားလဲစာလဲတော့ဖတ်တယ်နော်စာလဲရေးတယ်ကျောင်းစာမှာလည်းအဲ့လောက်ထိထူးချွန်ပြီးတော့ကျောင်းကနေတိုက်ရိုက်ခေါ်ခန့်တယ်နိုင်ငံခြားလည်းချက်ချင်းသွားရတယ်ပွဲရလာပြီးတော့ယာရုတက်တယ်ပါညာအဲ့လိုဆိုရင်ခင်ဗျားဘယ်လိုလုပ်ထားလဲခင်ဗျားကခေါင်းတအားကောင်းလို့လားကျွန်တော်ခေါင်းတစ်ချက်မှမကောင်းဘူးကျွန်တော်ခေါင်းတော်ညံ့တဲ့ကောင်ကျွန်တော်ဘသူနီးကိုတုံးလဲဆိုတော့ဦးကြီးဘွေရဲ့နီးကိုတုံးတယ်ပကံခေတ်မှာတော့ရှိခဲ့တဲ့ရှင်တီတာပါမောက်လို့ခေါ်တဲ့ဦးကြီးဘွေကျွန်တော်တို့အရှင်မာရထတာရဲ့အမတန်လွမ်းစရာကောင်းတဲ့ဝတ္ထုတစ်ပုဒ်ကြပြတစ်ပုဒ်ရှိပါတယ်ပေးလူစွန့်ကြဒီဘဝတွေနှမလက်လျှော့နေလေတော့ဟုဆိုတာအဲ့ဒီမှာကံမလွေရင်ပိုက်တကိုက်မချွတ်စာလက်လွတ်၍ဖြစ်တတ်ပြီတန်တာရှိခဲ့လို့ဆိုတယ်ဟိုးခေတ်တုန်းကခေတ်ဟောင်းတော့ကျွန်တော်တို့ရှေးခေတ်တုန်းကယဟန်တန်ဃာတော်များစာဝါတက်တယ်စာကြက်တယ်ဟေးဆိုရင်ပေးစာကိုပေးစာဆိုမဲ့ပေးရဲမဟုတ်ဘူး။ပေးမတတ်နိုင်ဘူးထမ်းဘူးအဲ့ပေးစာပဲထားပါတော့အဲ့ပေးစာကိုပါဇက်နဲ့ကြိုက်လိုက်တယ်ပါဇက်နဲ့နိုင်တော့ကြိုက်တယ်အာပြဲကိုရင်ကဘိုးကြိုက်ပေါ့အဲ့တော့အဲ့ဒီတကြိုက်ကိုတနေ့ရအောင်ကြက်ရတယ်ဒေါင်းဒေါင်းပြည့်အောင်ကြက်ရတယ်အဲ့ဒါတကြိုက်မချွတ်ပဲတကြိုက်မချွတ်စာလက်လွတ်ရဖြစ်တတ်ပြီတန်တာရှိခဲ့ဆက်လီရဟာတပတ်ပတ်လေးအနတ်ဒုက္ခနေဆလေးကိုနှလုံးမူစွပေးလူစွန့်ကြဒီဘဝတွင်နှမလက်လျှော့နေလေတော့ဟုချစ်ဖို့မကြုံညှိုးငယ်ပုံမြထားပါတော့နော်လွမ်းနေဦးမယ်အဲ့တော့အဲ့လိုကြက်တဲ့ခါမှာအဲ့ဒီဘုန်းကြီးများရဲ့စာကြက်တဲ့နေ့ကဘာလဲဆိုတော့ဒီနေ့ဒီတကိုက်ကိုကိုက်ပြီးတော့လွတ်ကြက်လိုက်တယ်နောက်တစ်နေ့ဓမ္မတကိုက်ကိုက်မယ်ဒီတကိုက်ကိုအရင်ကြက်လိုက်တယ်ဒါကိုထက်ကြက်တယ်ပြီးရင်နောက်တစ်နေ့နောက်တဲ့တကိုက်ဒါကိုထက်ကြက်တယ်ကျွန်တော်အဲ့နည်းနဲ့ကြက်တာစာမကြက်ဘူးကျွန်တော်စာခွန်တန်းနဲ့စာအလုံးမကြက်ဘူးဒါကိုကျွန်တော်တလုံးချင်းဖြည်းဖြည်းလေးသာထောက်ပြီးဖတ်လိုက်တယ်ဖတ်တယ်ပြီးရင်ကျွန်တော်ဒါကိုဖတ်တော့မယ်လို့ကြိုးစားတဲ့အခါမှာဒါကိုပြန်ဖတ်တယ်ဖြည်းဖြည်းချင်းတလုံးမလွတ်เสียဘူးတလုံးချင်းပြန်ဖတ်တယ်ဒါကိုဆက်ဖတ်တယ်ပြီးရင်နောက်တစ်နေ့ကျရင်ဒါဖတ်ကြရှိတဲ့အခါမှာကျွန်တော်ဒါကိုဖြည်းဖြည်းလေးပြန်ဖတ်တယ်ဒါကိုဖြည်းဖြည်းလေးပြန်ဖတ်တယ်ဒါကိုဖြည်းဖြည်းလေးပြန်ဖတ်တယ်အဲ့ဒီခါမှာကျွန်တော်ဒါ၃ခေါက်ဖတ်ပြီးနေပြီ၅ခေါက်ဖတ်တဲ့အချိန်မှာအလိုလိုလွတ်ရသွားပြီဒါပဲအဲ့ဒါကျွန်တော်နီးအဲ့ဒါဘယ်သူနီးလဲဆိုတော့ဦးကြီးဘွေရဲ့နီးအဲ့ဒါကျွန်တော်လက်ဆောင်ပေးတာအဲ့တော့ကျွန်တော်ကအဲ့ဒီအတွက်ကျွန်တော်ကဘာလုပ်ရလဲကျွန်တော်ကဝိရိယသမားဝိရိယအားကိုးရတယ်အဲ့ဒီအတွက်ကျွန်တော်ဘာလုပ်လဲကျွန်တော်ဒီနေ့9နိုင်ပဲကြီးတယ်အသက်16နှစ်ကနေကျွန်တော်45နှစ်ကြားထဲမှာဒီနေ့9နိုင်ပဲကြီးတယ်စာဖတ်ချင်လို့ဘာကြောင့်ကျွန်တော်ကကန်ထူးတယ်ဒီနေ့9နိုင်ပဲအဲ့လိုကျွန်တော်ရတဲ့လူတစ်ယောက်အဲ့တော့ကျွန်တော်အဲ့ဒီအချိန်တွေမှာကျွန်တော်စာဖတ်နေတာဝိတုဖတ်မယ်တဏှာဝိတုဖတ်လိုက်မယ်ပြီးရင်တဏှာကျောင်းသားဖတ်လိုက်မယ်ပြီးရင်တဏှာဝိတုကောက်ဖတ်လိုက်မယ်ပြီးရင်တဏှာကြီးကြပြဖတ်လိုက်မယ်အဲ့လိုလူစားမျိုးအဲ့တော့ကျွန်တော်နောက်ထပ်နီးတနည်းကျွန်တော်ပေးပါဦးမယ်အရှင်ဖျားတို့အဲ့ဒါဘသူနီးလဲဆိုတဲ့ခါကျတော့ဗမောဆရာတော်ရဲ့နီးဥပနီးအဲ့တော့ဗမောဆရာတော်ရဲ့နီးကဥပနီးကဘယ်လိုလဲဆိုတဲ့ခါကျတော့ဟိုကုန်းမောင်ခင်မှာမိုးချုပ်လို့ပြန်ချိန်တော့မြက်လေးဆွဲတော်ချောင်းမှာတောင်းတွေကတောင်းအော်လင်းလူကြိုလွတ်ပါပြိုတို့မောင်ဝါဝုတ်ကိုတောင်းခုချီလေတဲ့အဲ့ခင်မှာဘာလဲဆိုတဲ့ခါကျတော့တောကျေးလွဲ့တောရွာကနေပညာတော်တဲ့ကိုရင်လေးတွေဥပဇင်းလေးတွေမြို့ကြီးသွားပြီးတော့စာသင်ကြတယ်ပထမပြန်တို့ပထမကြီးပထမကျော်ပထမလက်ပေါ့လေအဲ့လိုသွားပြီးတော့စာဝါတက်ကြတဲ့ခါကျတော့ဒီပထမကျော်ဘွဲ့ရတယ်တို့ဒုတိမဟုတ်လည်းပဲဒီပထမကြီးမှာစပယ်ရှယ်အောင်တယ်ပေါ့အဲ့လိုအောင်တဲ့သူတွေဆိုရင်နန်းတော်ကနေမွေးစားတယ်ဟိုမိဖုရားကမွေးစားလိုက်ဒီဝင်းကြီးကမွေးစားလိုက်ဘာညာနဲ့ဆိုဝင်းမွေးစားကြတာအဲ့လိုမွေးစားတော့သူတို့ကမျက်နှာကြီးရယ်အဲ့မှာလည်းပဲဒီမြင်းစည်းကြီးပေါ့မြင်းတွေကိုကန်ရတဲ့ဌာနမှာစည်းရေးလောက်ရတဲ့ပုဂ္ဂိုလ်ကသူကလည်းပဲရောင်ပုံနဲ့ငါလည်းပဲတယောက်တော့မွေးစားပြီးတကာခံဦးမှာပဲဆိုပြီးတော့တကာခံဦးမှာပဲဆိုတော့သူကသွားတယ်အဲ့လိုသွားတဲ့အချိန်မှာရှေ့ကယာရုရကန်တဲ့လူတွေကယူသွားတော့သူ့လေကြတော့နောက်ဆုံးအဲ့ကိုရင်မဲတုံကြီးတစ်ပါးပဲကြံခဲ့တယ်မဲဝါကြီးဆိုမြင်းစည်းကြီးယူမလားဆိုတော့သူကလည်းမတတ်တာကိုယူရမယ်ဖေဟာပေါ့ဆိုပြီးတော့ယူလိုက်ပြီးတော့ဘုန်းကြီးအောင်မှာထားပြီးတော့ထောက်ပံ့
ထောက်ပံ့ပြီးတော့တိတ်တိတ်ကလေးသွားပြီးချောင်းကြည့်တယ်ဘရောကြည့်လိုက်အဲ့ဒီကိုရင်ရသင်္ကန်းကောင်းမှုချုပ်ပြီးအေးကျိန်းနေတယ်ကိုရင်ကြီးဆိုစာကြအောင်တော့ရေးပါအိမ်ညာပဲတနေ့လာတယ်အိမ်တနေ့လာတယ်ဒီပြဘုန်းကြီးတော်တော်နဲ့အာကြီးကျယ်တွေကကျက်နေတဲ့အချိန်မှာကိုရင်ကြီးပန်ကြီးကအေးစားတယ်အိတ်တယ်ဒါပဲမဲမဲတုံတုံဝါဝါကြီးနောက်စာပြန်မွေးနေရောက်ကြောက်လဲရောက်ကောသူများကြီးအသီးသီးပြန်ပြီးလဲပြောကိုရင်ကြီးပန်တိကိုရင်ပန်တိဆိုတဲ့ခါကျမဲတုံတုံနဲ့ထလာပြီးမှလဲလို့ကောဟိုကဆရာတော်ကြီးတွေကပေစာတွေကိုဖြန့်ပြီးတော့ပရပိုက်တွေကိုဖြန့်ပြီးတော့ရွတ်စမ်းရွတ်တာပေါ့အာဝရောဝရညုဝရတော်ဝရရောဘာညာပါလေရွတ်တာပေါ့ရွတ်တဲ့ရွတ်ကောဟိုကဘုန်းကြီးကကုန်းနေပြီအဲ့တော့နေဦးမရဘူးဆက်ရွတ်သွားတာအစဆုံးရွတ်သွားတာပြီးလဲပြီးတော့သင်္ကန်းကိုပြင်းအောင်တော့ပန်တိကိုစစ်ချင်ပန်တိရဲ့တော်အောင်လှုပ်ထားတယ်စာအုပ်ကြည့်မနေနဲ့ဘုန်းကြီးတို့ထချဲရပန်တိကိုစစ်ချင်ပန်တိတဲ့တော်အောင်လှုပ်တယ်အဲ့လိုလုပ်ပြီးဇောင်းသောနဲ့ထားတဲ့ခါကျတော့ခုနမြင်းစည်းကြီးကကလိုက်တာကိုင်းနေတာပဲအဲ့ဒီစာအောင်တန်းဟောမှာအဲ့တော့ဒီကိုရင်ကြီးပန်တိကဘယ်လိုလုပ်စာဖတ်တာလဲကြည်နေအိမ်နာဘယ်လိုလုပ်မြန်စာဖတ်တာလဲဆိုတော့ तू ကဘာလဲဆိုတော့ညကြတော့ဟောမှာတော်လေးကိုသွားပြီးတော့ရေရင်းပေါ်မှာသွားပြင်ပြတစ်ချက်ကိုဖြန့်ခင်းလိုက်တယ်ပြီးတော့မှအဲ့ပေါ်မှာကညင်စီယာကြီးကိုထောက်စိုက်လိုက်တယ်စိုက်ပြီးတော့မှမိသွေးခဲနဲ့စာရေးထားတယ်ပန်တိနင်းသေးခြင်းအိတ်ရေရင်းကအညာရေရင်းကိုတာတို့သိတာပေါ့အညာရေရင်းအနည်းဆုံးတောင်40နဲ့တည်းပြုတ်ကြရင်ပြုတ်ကြတယ်ကိုသေးပြီပြန်တက်ဖို့မပြောနဲ့ပြုတ်ကြတဲ့တန်နဲ့သေးပြီအဲ့တော့ तू အိမ်ငိုက်လို့မရဘူးအိမ်ငိုက်ရင်သေးမှာအဲ့ဒါကိုဒီရေရင်းပေါ်မှာပြင်ပြအလျားထိုးပြီးလေပြီးတော့တညလုံးဝါလောက်တာပြီးလေပြီးတော့4နိုင်လောက်ကြာတော့မသိမသာလေးပြန်လာပြီးတော့ဟောကြအာယုံစုံလေးကလေးဝင်တီးပြီးလေပြီးတော့အိမ်နေပြီအေးဆေးပဲတနေ့တော့အိမ်နေပြီအဲ့ဒါကိုရင်ကြီးပန်တိရဲ့နီးအဲ့တော့ဘုံဘုံတို့လည်းအကျိုးရှိသွားတာဟုတ်လားအဲ့ဒါကတော့ဟိုဒီမှာ10တန်းကျောင်းသားတွေလည်းပါပါတယ်အဓိကကျွန်တော်ပြောချင်တာကဘာလဲဆိုတဲ့အခါကျတော့စိတ်ပြတ်တာဒီအလုပ်ကိုလုပ်တော့မယ်လို့စိတ်ကိုဖြတ်လိုက်ရင်အဲ့ဒါအရေးကြီးတယ်အောင်ရမယ်အမှတ်ကောင်းနဲ့အောင်ရမယ်အဲ့လိုအောင်ဖို့အတွက်လုပ်မယ်ဟေ့ဆိုရင်အဲ့လိုကပြီးသွားပြီစိတ်ကအဓိကပဲစိတ်သာရင်ဆိုဘုရားဟောပဲပေါ့နော်အဲ့တော့ဒီကြားထဲမှာကျွန်တော်ဆေးပညာလေးကိစ္စတခုပြောပါဦးမယ်ဆရာကူတာကတော့အယိုးပါတခုရှိတယ်ကျွန်တော်ကဘာပြောချင်လဲဆိုတော့ကျွန်တော်ပင်စင်ယူပြီးရောအဲ့တော့ပင်စင်ယူပြီးတဲ့အခါကျတော့ဆိုင်ဟုတ်ဆိုတဲ့ရန်ကုန်ကကုမ္ပဏီတခုအခုကျွန်တော်တို့တဲတဲ့ဟိုတယ်မှာလာပြီးတော့တီယန်ဆိုလာပြရတယ်အဲ့ဒါမျိုးပဲဆိုင်ဟုတ်ဆိုတဲ့လင်းစည်းကုမ္ပဏီပေါ့အဲ့ဒီကုမ္ပဏီကကျွန်တော်တို့စာရေးဆရာလာပြီးတော့ဟောပြောပါဆိုတော့ဟောပြောတာပေါ့ဟောပြောနေကျွန်တော်ကဘာကြောင့်ပြောလိုက်လဲဆိုတော့ဂျပန်ရေတောင်ကြီးဆိုတဲ့အကြောင်းကျွန်တော်သွားပြီးရှာရှည်လိုက်မိတယ်ပြောလိုက်မိတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တပည့်အေးသိန်းဆိုကျွန်တော်တို့တီမွေးခုရုံးပေါ်ကညွှန်ကြားရေးမှုပေါ့ညွှန်ကြားရေးလက်ထောက်ညွှန်ကြားရေးမှုလေးတယောက်ရှိတယ်သူကကျောင်းသားဘဝတော့ပိန်မိန်တကက်သေးသေးလေးအဲ့တော့ကျွန်တော်နိုင်ငံခြားပြန်လာတဲ့အချိန်မှာ तू ကတကယ်ဝါတုတ်တူကြီးဖြစ်နေကိုဒါတို့လောက်ဖြစ်နေအဲ့တော့ဘာကြောင့်ဝါတာလဲမင်းပြောသားမအောင်ဆိုဆရာလည်းသိတဲ့အတိုင်းပဲလေတဲ့ကျွန်တော်ဟိုတုန်းက gastric ရှိလို့အများတိုင်းဘိုက်နှိပ်ပြီးပိန်ချုံတာအင်းစင်ရကောင်မြတ်သလင်းသားအဲ့တော့ကျွန်တော်ဒီနေ့ရွှေဒဂုံဖျားတက်တယ်တဲ့ရွှေဒဂုံဖျားတက်တဲ့အခါမှာဂျပန်တန်ယုံကနေစာရွက်တွေဝေးနေတယ်အဲ့စာရွက်ကဘာလဲဆိုတော့ဂျပန်ရေဆောင်နီးရေပဲဗမာလိုတောက်ကရင်လိုတောက်တရုတ်လိုတောက်ရေကြောက်ပေါ့မဟုတ်ဘူးဂျပန်ရေဆောင်နီးအဲ့တော့ဒီလိုရေပလင်းမျိုးနှစ်ပလင်းအေးရပင်နာချအဲ့ဒါကိုတကောင်မတိုင်ခင်အထိအဲ့နှစ်ပလင်းလုံးကိုအောင်တော့အန်ထွက်အောင်တော့မခွက်နဲ့တော့အဲ့ဒါနဲ့ကျွန်တော်စမ်းလိုက်တဲ့အခါကျတော့ကျွန်တော်ပင်စင်လားက6900တိတိရပါတယ်တိတိတော့မဟုတ်ဘူးကျွန်တော်မားတယ်6900နဲ့ something 12ကျပ်လားမသိဘူးရတယ်အဲ့တော့တနေ့ကျွန်တော်ကအဲ့တော့ဆိုရင်ဟိုဆိုကြပါစို့ပတ်စံ220လောက်ရတယ်အဲ့တော့ကျွန်တော်ပင်စင်ယူကားစားဒါတဘူးကို80တနေ့ကိုသူကရေသုံးလုံးတောက်မှပြောတော့80နဲ့ဝယ်ဆောက်လိုက်တော့210ပဲကျန်တော့တယ်ကုန်းစားလိုက်တယ်ကုန်းရောအဲ့ဒါနဲ့ကျွန်တော်ပြောတယ်ရေတောက်ဘိုက်မောက်ဆိုတာငါပဲกว่าလို့ရေတောက်တော့ဘိုက်မောက်နေတယ်သမင်းစားရမရှိဘူးဒါသားသမီးတွေကျွေးတာပေါ့လေအဲ့တော့ကျွန်တော်ကအဲ့ဒီနီးကိုကျွန်တော်ပြောပြလိုက်တာ
အဲ့လိုပြောရတယ်ကမှတလားပဲတပတ်ပဲစောင့်ကြည့်ပါအကျိုးထူးတယ်ဆိုတော့ကျွန်တော်လည်းအဲ့ဒါကိုပါတယ်ဆိုတော့ဖြန့်ပြလိုက်တာပေါ့ကျွန်တော်အဲ့လိုကြားဘူးတယ်ကျွန်တော်တပည့်တကယ်ကိုဝဖြိုးနေတာကျွန်တော်တွေ့တယ်စူးစူးပြပြနဲ့တကယ်ကိုဘူးစွာကြီးရုပ်ပေါက်သွားတယ်အရာရှိမန်နေဂျာကြီးညွှန်ကြားရေးမှူးရုပ်ကြီးပေါက်သွားတယ်ဆိုတော့တအားသဘောကျတယ်အဲကျွန်တော်ပြန်စဉ်းစားတယ်အိမ်ရောက်တော့ငါတော့သွားဟောပြန်ပြီဆိုတော့ငါလည်းတက်ကျန်းဆရာတွေကြာနာပဲနော်တက်ကျန်းတွေဘာဖြစ်တယ်ညာဖြစ်တယ် management ဘာဖြစ်တယ် leadership ဘာဖြစ်တယ်ပြီးတော့ကိုကြတော့ဘာမှမလုပ်ဆိုအဲ့လိုမျိုးမဖြစ်စေနဲ့ကိုယ်တိုင်လည်းလုပ်ကြည့်မှာပေါ့ဘာလို့ကျွန်တော်ကိုယ်တိုင်ကကျွန်တော် Australia ကိုသွားတဲ့အချိန်မှာ body weight ပေါင်130ကျွန်တော်အရ9ပေ6လက်မှာကျွန်တော်ပြန်လာတော့၄နှစ်နေကြီးပြန်လာတော့ပေါင်130ဒီတိုင်းပဲပင်စင်ယူပြီးထွက်လာတဲ့အခါမှာလဲကျွန်တော်ပေါင်130ပဲဒီတိုင်းပဲဒီပုံစံပဲအင်ကြီးအကုန်လုံးတော်လို့ဟန်ကိုကြားလို့အဲ့ဒါကိုကျွန်တော်စဉ်းစားတယ်ဆိုင်းဟုတ်မှာငါတော့ဒီရေဆောင်ကြီးငါဟောခဲ့ပြီအရင်မဆိုင်လေလို့လိုက်ရေစွာပေါ်ပါလေအဲ့ဒါကိုငါကိုယ်တိုင်တော့တကယ်မတော့ဖဲနဲ့ဘာဖြစ်လို့ငါသူများသွားပြီးတော့တိုက်တွန်းနေတာလဲကိုယ်တိုင်မတော့ရဲတဲ့ဆေသူများကြွေးတာငါပဲနော်ကိုဖော်ရစေကိုမစားရဘူးဆိုရင်အဲ့ဆရာတော်တော်ညံ့နေကငတိအဲ့တော့ကိုပြောတဲ့ညီကိုသုံးမှာပေါ့ကောင်းပြီလာခဲ့သွားဝယ်ဆိုပြီးတော့ကျွန်တော်သွားဝယ်တယ်ဝယ်ပြီးတော့ကျွန်တော်အဲ့ညစပြီးတော့ညဘက်ကိုရေနှစ်ပလင်းညဒီအိယာဝန်ခံဒီ10နာရီနဲ့တကောင်ကြားထဲမှာရေနှစ်ပလင်းမနေ့မှာအနည်းဆုံးရေတစ်ပလင်းကျွန်တော်ကိုအောင်တောက်တယ်မနေ့ညဘက်ထထပြီးတော့အိမ်သာသွားရတယ်ကြောပါရဲ့တဲပြီးတော့အေးပြစ်တာပဲသို့တော့တပတ်ကြာတဲ့အချိန်မှာကျွန်တော်10ပေါင်တိုးသွားတယ်တလားကြာတဲ့အချိန်မှာကျွန်တော်ပေါင်140ဖြစ်သွားတယ်ကောက်တောင်ရိုက်လို့မရလို့ပြန်ပြေးပြီးတော့ဝိတ်ပြန်လျှော့ယူရတယ်အဲ့ဒါအကျိုးထူးတာပဲအဲ့တော့ဒါလေးကဘာမှမဟုတ်တော့ရေသောရုံလေးပဲတခုပဲရှိတယ်ဖြစ်ညစ်ပြီးတော့ဘိုက်ကိုအန်ထွက်နေအောင်တော့အဲ့ခါမှာကိုခန္ဓာထဲမှာရှိတဲ့အပူတွေပုတ်တွေကိုဆေးပြထားပဲဗျာလွယ်လွယ်လေးပဲမနေ့စောတော့ဘာမှပလုံမချင်းသွားမတိုက်ပဲနဲ့တောက်တဲ့နီးလေးရှိတယ်သို့တော့အဲ့ဒါကိုစိတ်မတန့်ရင်ညက်ပဲတောက်အိယာဘေးနားမှာထားတော့တရိယာတိုင်းတော့အဲ့လိုတောက်ပြီးတော့စမ်းကြည့်စမ်းမှာပိန်တဲ့သူတွေဝမယ်ဝတဲ့လူတွေဘာဖြစ်လဲကျွန်တော်လည်းမသိဘူးကျွန်တော်ပိန်တဲ့လူတွေဝအောင်ပေးတယ်နီးရပေးတာဟုတ်ရအဲ့တော့ကဲကျွန်တော်လည်းပဲဟိုကပြောတရားပြောနေကျွန်တော်ဟိုလေးလုပ်ကြရအောင်အဲ့တော့ဘဝမှာကျွန်တော်တို့ကဘဝမှာဘာလုပ်ကြလဲဆိုတော့ဘဝမှာကျွန်တော်တို့ကအဖော်ရှာကြတယ်ဖုံဖုံလေးတို့သဘောတူချင်မှတူမယ်နော်တပည့်တော်ပြောတာကိုနော်ဘဝဆိုတာဘာလဲဆိုတော့ဘဝဆိုတာအဖော်ရှာတဲ့ခရီးတဲ့အဲ့တော့အဲ့ဒါကိုပြောတော့အပြိုကြီးတယောက်ကမကျေနပ်ဘူးဆရာလဲတဲ့ကျမအပြိုကြီးလေဗမာအဖော်ရှာလို့လဲတဲ့မဟုတ်ဘူးလို့ကျွန်တော်ပြောတာငငယ်တုန်းကအဖော်ဆိုတာကမိပါလို့နော်ကျောင်းနေတဲ့အချိန်မှာအဖော်ဆိုတာကပညာလို့ပြီးတော့မှအသက်အရွယ်ကြီးလာတဲ့အခါမှာအဖော်ဆိုတာတရားလို့အဲ့တော့အဖော်ဆိုတာတခုကိုကျွန်တော်အများကြီးရှာနေရတယ်အဲ့တော့ကျွန်တော်ပညာဆိုတဲ့အဖော်ကိုကျွန်တော်ရှာကြတယ်အဲ့လိုရှာတဲ့အခါမှာအဲ့ဒီရှာတဲ့ပညာကိုကျွန်တော်တို့ကငယ်ငယ်တည်းကရှာခဲ့ရတဲ့အတွက်ကျွန်တော်ကအဲ့ဒါကိုဘယ်လိုပဲဆိုတဲ့အခါကျတော့ကျွန်တော်ကသူ့ကိုကျွန်တော်အခြေဦးလေးလို့တင်စားတာအဲ့ဒါကြောင့်တလွဲမတွေးပါနဲ့နှစ်သိကူးလို့ခြေဦးကိုရှာဖွေးဆိုတာကျွန်တော်အခြေဦးလေးဖြစ်တဲ့ပညာဆိုတဲ့ကိစ္စကိုကျွန်တော်ပြောချင်လို့ပါအဲ့လိုပြောတဲ့အခါမှာပညာနဲ့ပတ်သက်လို့ပညာချစ်သူတွေကိုတွေ့တယ်သူတို့ရာ library ဖွင့်ကြတယ်စာအုပ်တွေလှူကြတယ်ကျွန်တော်လည်းလှူမယ်ကျွန်တော်လည်းလာပြီးဟောတယ်ပြောတယ်ဆိုတဲ့အခါမှာဒါဟာပညာရေးကိုမြင့်တင်အောင်လုပ်တာအဲ့မှာထူးခြားခြားကျွန်တော်လည်းပဲခင်ဗျားတို့စာဖတ်နည်းတွေပြောပြတယ်နော်စာကြက်နည်းတွေပြောပြတယ်ဘဝအာမန်တွေပြောပြတယ်လူဘဝဆိုအောက်ဆုံးထိရောက်တယ်ဆိုတာဒီအောက်ထိရောက်ပြီးရင်ဘာမှဆက်မရှိရင်ပြန်တက်ဖို့ပဲရှိတယ်ဘူးမနေနဲ့အဲ့ကမှာရေးကြည့်တာကိုစိတ်ဓာတ်မိမိကိုယ်ကိုဘယ်လိုရှုမြင်တယ်လဲဒီမှာကျွန်တော်ရေတော်ချမ်းနေသေးတယ်အဲ့တော့အဲ့ကမှာအဆိုးမြင်တယ်သူကဟာကွာဆရာကြီးမင်းတောက်သွားတာရေကတဝက်တောင်မကြံ့ကျင်ဘူးအဆိုးမြင်တာအကောင်းမြင်တဲ့လူကြတော့ဒီစမ်းရေတဝက်တောင်ကြံသေးတယ်ဘူးကြီးပါငါရသေးတယ်ယူသွားမယ်အဲ့ဒါအကောင်းမြင်တာပဲအဲ့တော့ကျွန်တော်တို့ကအကောင်းမြင်ကြရမယ်အဲ့လိုအကောင်းမြင်တဲ့အခါမှာကျွန်တော်တို့ကဒီလိုပွဲကြီးလမ်းကြီးတွေလုပ်တယ်တကယ်ကိုထူးထူးခြားခြားဗမာပြည်မှာခြားခြားပါပါအဲ့လိုလုပ်တဲ့ပွဲကြီးတွေမှာကျွန်တော်တို့ဘာအမျက်ရတယ်ကျွန်တော်ကလည်းတက်နိုင်သမျှနော်အမျက်တွေကိုပေးချင်ပါတယ်ကျွန်တော်လည်းပဲမျက်ချင်ပါတယ်အဲ့လိုမျက်တဲ့ခါမှာကျွန်တော်ကဗာမျက်တယ်လဲဆိုတဲ့ခါကျတော့ကျွန်တော်တို့သိထားတာလေးကိုအရင်တိုင်းရိုးရိုးသားသားနော်စေတနာရှိရှိနဲ့ကျွန်တော်ဝေးပါတယ်အဲ့ခါမှာပေးတဲ့အနေနဲ့ရလည်းပဲ
ခုနရေသောက်တဲ့နီးပဲဖြစ်ဖြစ်နောက်အင်တာနက်မှာပြန့်နှံ့နေတဲ့အာလူးကိုရေညစ်တော့လို့ကင်ဆာပြောက်တယ်ဆိုရင်နီးသနည်းရှိတယ်အဲ့ဒါဂျပန်ကင်ဆာ research ကလုပ်တာဒါတော့နောက်ဝါသနာပိုင်ပြောပါကျွန်တော်လည်းရေးတော့ရေးပါတယ် Health for All magazine မှာကြည့်ကျွန်တော်ရေးထားတယ် Health for All နော်အဲ့တော့ကျွန်တော်တို့ကပြန်ပြီးတော့မျှဝေတဲ့အခါမှာပြည်သက်အနေနဲ့ကဒီပညာဆိုတာကျွန်တော်နိုင်ငံ1920မှာတက္ကသိုလ်ရလို့ဖွင့်ပြီးတော့တကယ်တမ်းသူတို့ဖွင့်ခဲ့တဲ့ရည်ရွယ်ချက်ကကလကတ္တာ University ကကလားရန်နေအုပ်ချုပ်ရေးဖွဲ့တွေဝင်လာပြီးတော့ပညာရေးအရေးကြီးကိုချပြီးတော့ပေါ်ပေါ်လောလောထုတ်ဖို့ကြိုးစားလာတဲ့အတွက်အင်္ဂလန်တက္ကသိုလ်တစ်ခုလိုဟာမျိုးအလားတူရဖို့ရန်ကုန်တက္ကသိုလ်သူတို့မွေးတာအဲ့လိုမွေးဖို့လုပ်လာကြတာအဲ့တော့ပညာရေးစင်တန်းသိမြင့်တယ်ကျွန်တော်တို့နိုင်ငံခြားသွားတဲ့အခါမှာကျွန်တော်တို့ပြောနေတဲ့စကားသံကိုမင်းတို့က Oxford လေသံနဲ့ပြောတာပဲကွာလို့ပြောတာအမေရိကန်လေသံမဟုတ်ဘူးလမ်ဘေးကလေသံမဟုတ်ဘူးကျွန်တော်ပြောတာ Oxford လေသံနဲ့ပြောတာဆိုတော့အဲ့လိုပြောခံရတာအဲ့ဒါကိုကျွန်တော်တို့ကအခုနှစ်ပေါင်း90အကြာမှာနော်21ရာစုနှစ်အဝင်မှာကျွန်တော်ရာကလေးတွေစင်ကာပူပိုလီတက်ကိုသွားတယ်နန်ယန်ကိုသွားတယ်အမေရိကကိုသွားတယ်အင်္ဂလန်ကိုသွားတယ်ရုပ်စွာဆုံးထိုင်းသွားတယ်မလေးရှားသွားတယ်သွားကုန်ရတဲ့အခါမှာဒါတွေဘာဖြစ်တာလဲအကျိုးတိုင်းမှာအကြောင်းရှိတယ်ပရိစ္ဆသမုပ္ပါပဲအဲ့တော့အကျိုးတိုင်းမှာအကြောင်းရှိတယ်အဲ့ဒီအကြောင်းမှာဘေးနာနေခြံရံထားတဲ့အကြောင်းကြီးအာလမဏဝိဘာဝတို့ဥဒိပနဝိဘာဝတို့စရှိတဲ့အလင်္ကာစကားတွေပေါ့အဲ့ဒါကြီးအကုန်လုံးရှိအဲ့လိုရှိတဲ့အခါမှာကျွန်တော်တို့ကလူငယ်တွေကိုဘာလဲဆိုတော့တခုခုကြားရင်တခုခုမြင်မယုံနဲ့ကိုယ့်ကိုစဉ်းစားအမှန်ပါလေဘာရွေးချက်နဲ့ပြောရလဲဘာရွေးချက်နဲ့လှုပ်ထားလဲဆိုတော့အဲ့အမျိုးကိုကျွန်တော်တို့ကဒီ skepticism လို့ခေါ်တဲ့အယမ်းမယုံရေးဝါဒကိုကျွန်တော်ကနည်းနည်းလေးပြောပြပါတယ်အဲ့လိုပြောပြတယ်ဆိုတာဒါကတော့ကျွန်တော်တို့ရေးတဲ့ဆောင်းပါးတွေထဲမှာပြောတာပေါ့လေအဲ့တော့ကျွန်တော်တို့ကဒီအားလဲတော်တော်လေးခြောက်သွားပြီအတန်လဲနာလို့ဆရာဝန်ကြီးသွားပြီးတော့ဆရာဝန်ရှိလားဆိုသွားမရလို့ဖြစ်နေပြီအဲ့တော့ကျွန်တော်ကြီးကြလည်းမပြောတော့ပါဘူးဒီကခင်ဗျားတို့ရင်းနေဒုက္ခရောက်အောင်မယ်အဲ့တော့နှစ်သက်ကူလို့ခြေဦးကိုရှာတဲ့ဆက်ခါမှာကျွန်တော်ပြောချင်တာကတန်လွင်မြကြီးအကြောင်းမဟုတ်ဘူးရှမ်းတောင်နန်းကြီးအကြောင်းမဟုတ်ဘူး AR မြို့အကျုံးမော်ကြီးအကြောင်းမဟုတ်ဘူးကျွန်တော်ပြောချင်တာလူငယ်အဲ့လူငယ်တွေကိုကြီးပွားတိုးတက်ရေးအောင်မြင်ရေးအတွက်နောက် generation တစ်ခုကိုတက်ဖို့ဟာကျွန်တော်တို့เจ้าမှာကျွန်တော်ရဲ့ဌာနမှာကျွန်တော်ဆောင်ဖို့ရှိတယ်တက်စေခြင်းရင်တက်အောင်သင်မြင်စေခြင်းရင်မြင်အောင်ပြမရဲရဲလေးမပြနဲ့မြင်အောင်သာပြလိုက်နော်တက်စေခြင်းရင်တက်အောင်သင်မြင်စေခြင်းရင်မြင်အောင်ပြကြားစေခြင်းရင်ကြားအောင်ပြောတချို့ဆရာတွေကပြက်နဲ့ပြောတယ်ဘာမှလည်းမသိဘူးညောင်ညက်နဲ့ဘာပြောနေမှမသိဘူးပြီးတော့မှသူတို့ဖွင့်ထားတဲ့ကျူရှင်ကြတော့မှအာပေါင်းအာရင်တန်တန်နဲ့ပြောတာအကြီးကျယ်ဒါမျိုးမဖြစ်အောင်ကျွန်တော်တို့တက်ကသိုလ်မှာအရင်ဗမောကားချုပ်ကစလို့ကျွန်တော်လက်ထက်အထိကျွန်တော်တို့မူချထားတယ်ခုလက်ထိ no ကျူရှင်မပေးရကျက်မွေးဆိုင်စားနှင်းစီပန်းဆိုင်စားဒါမို့ဒီပြင်ကတခုလှုပ်စားကျူရှင်မပေးရဘာကျူရှင်မှမပေးရနောက်ဆုံးကျွန်တော် surgery ဗမောကခွဲစိတ်ဗမောကအင်္ဂလိပ်စာသင်စားမယ်မလုပ်ရမရဘူးကျူရှင်ဆိုတာရှိကိုမကြောက်ကျွန်တော်နဲ့မြန်မာတစ်တော်မှမရှိဘူးစိုက်ပျိုးရေးမှမရှိဘူးကျွန်တော်တို့ရေစင်းနေပြီလုံးဝကျူရှင်ကင်းတယ်အဲ့တော့ဆရာတွေကသေအောင်သင်တယ်အသေးခံပြီးသင်တယ်မတက်မချင်းသင်တယ်ရိုက်သင်တယ်ပြီးရင်ဆံမိုးကိုသေအောင်စစ်တယ်ချပြစ်တယ်မတက်ရင်မင်းတို့အောင်ကုန်မအောင်စရာဘူးကျွန်တော်တို့ကအသက်နဲ့လုံနေတာတိရစ္ဆာန်တော်ကိုကျွန်တော်ခွဲမယ်မေစေးပေးနီးမတက်လို့သေသွားပဲနဲ့လုံတယ်ခွဲစိတ်တဲ့နေရာမှာအကျော်မလို့လို့တွေးထွက်ပြီးသေသွားပဲနဲ့လုံတယ်ကျွန်တော်တို့အသက်နဲ့အလောင်းစားလုံနေကိစ္စမှာဒီကောင်မတက်ပဲနဲ့ဘွယ်ကြီးပေးလိုက်လို့ရမလားဒီစင်းချင်းကြီးပေးလို့ရမလားအဲကျွန်တော်တို့တက်အောင်တင်တယ်အဲ့တော့ကျွန်တော်တို့ပညာဆိုတာဗာလေပညာဆိုတာပေးဝေခြင်းမယ်အဲ့လိုပေးတဲ့ခါမှာကျွန်တော်တို့ကအဲ့လိုပညာလောကတွေကကျွန်တော်တို့ထွက်လာတယ်ကျွန်တော်အသက်23နှစ်မှာအလုပ်လုပ်တယ်အသက်60မှာပင်စင်ယူတယ်ကျွန်တော်အဲ့လောက်အကြာကြီးပညာလောကထဲမှာနေခဲ့တဲ့ခါမှာကျွန်တော်တို့ဘာလို့လုပ်ခဲ့တယ်လဲကျွန်တော်တို့မူဟာတစ်ခုပဲသားသမီးစီမိဘတဲ့တော်ရမယ်တပည့်စီဆရာတဲ့တော်ရမယ်မတော်ရင်အဲ့တိုင်းကြီးသွားပြီလူငယ်စီလူကြီးတဲ့တော်ရမယ်မတော်ရင်အဲ့တိုင်းကြီးကြွပြီတောင်းမေဘာကြောင့်လဲဆိုသူတို့တော်မှာသူတို့ပူတတ်မှာကျွန်တော်တိုင်းပြည်တိုးတက်မှာ
သူတို့ကျွန်တော်တို့ရဲ့ပိုတက်သွားအောင်ပိုတော်သွားအောင်လေ့ကျင့်ပေးဖို့ကျွန်တော်တို့ဒါဝင်ကျွန်တော်တို့ပြောရမယ်ကျွန်တော်တို့ကူညီရမယ်အဲ့လိုမကူညီနိုင်ရင်ကျွန်တော်တို့ကအလကားပဲအဲ့လိုအလကားဆိုရင်ဒီနေ့ကျွန်တော် Happy New Year ပြောတဲ့အလကားပဲအဲ့တော့ကျွန်တော်တို့အားလုံးဟာလူငယ်တွေကိုချစ်ကြမယ်အဲ့လိုချစ်ကြတဲ့အတွက်လူငယ်တွေကိုကျွန်တော်တို့ဟာပညာတတ်အောင်သင်ပေးကြမယ်လောကကြီးကိုမြင်အောင်လုပ်ကြမယ်အဲ့ပညာဆိုတာဘွဲလက်မှတ်မဟုတ်ဘူး not a piece of paper စာရွက်တူရဲ့မျှတာမဟုတ်ဘူးတကယ်တက်တဲ့ခေါင်းထဲကိုပညာထည့်ပေးကြမယ်အဲ့လိုထည့်ပေးတဲ့အခါကြတော့မှကျွန်တော်တို့ဟာရဲရဲရင့်ရင့်ကြီးကြီးနူးနူးအချင်းချင်းနှုတ်ဆက်ပြီးတော့ Happy New Year လို့ကျွန်တော်ပြောလို့ရပါစေလို့ဆုတောင်းလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်